heo là em à cha em mà thay mấy bà luôn mà thế lên này pop nữa là mà thế lên na mà cái ayo mà thế này pop gió cái pin nữa là pop xuống trên biết đi bà ngà rồi Asekan número, nhà số hai sẽ ra asekan número, nhà số hai bây. Ano mau là ba nó không sập bớt được mọi người sập bớt mọi người không là ta gia thôi sập bớt mà nhà bệnh đi chuan nó mà pin này đi
Hello. Lau de. Ba la ni ba da de. Lau po nu la ya me. Me po pa jo tu o mya chin ma shi. Lau. Yo na lu la he po nu la ya nga de. Jo tu ja kong a.
ဒီမှာအယံကလာမီနဲ့တောင်ပဲမှာရှေးဦးစွာဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်သာသနာနှစ်ရောက်ရှိလာခြင်းနှစ်တရားပြည့်ဂျူဘလီပွဲတော်တို့ရောက်ရှိလာကြတဲ့ဓမ္မမိတ်ဆွေယနီယဝင်းမှာရောက်ရှိလာကြတဲ့ယုံကြည်သူအားလုံးကိုယေရှုနာမဖြင့်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်။ဦးသေးမြေကလောဂျာချူမာအနော်လာခချေကလောတော့လက်ကိုတီယာကိုပြန်လာဂျူဘလီပွဲတီဂျေဆိုင်တီဂျေအဒီမာမဒါရှာဒါလီခါညူတောင်ပဲလာခွေအဒီမာနဲ့အခုထားဆလာလိုဆိုလိုက်မြေဆောင်တော့ကူလာခွေရှုခဲနေလောတီပိုတဲ့ဂျာလီကူအငဲဆလာလိုအောင်မြေတောင်ပဲကတူဂလွန်ရှာနေလာတဲ့တီယာကိုပိုပြန်ကြချစံဘောအဒယောဇာတီဟောမြင်ကူမာစံဖာမီယံကြချောအဒူခွေတာအယောမမိနဲ့စံဖာမီရဲ့ဂလောင်းကြချောအယောဝေကောက်ကျေမာမပြာဇာစီစီမဲအယောနဲ့မှုခူဒူဒူကားတဲ့အဆူဝါကြချေချီတာအဆူဝါအယောဂျာချေကြီးချွတာဟယ်လိုဟယ်လိုเวลาที่คนละชมาบอกดีเดียงาดาเพมีเอวข้าโจข้าเจ้าอยู่จีโยนาลูนุเนเบทาคือซาลาซาเตเจียวเมข้าเบทาตัวลุงขอน้องเงยนั่นที่โบสาลูปดานีโยจีโยนาลูจีญายาญาเดียจอญาเตเปียวเมงามาสวาสังขอโนเบลเนโนดองเงยลูมิเนมีโยที่จวนเนอินะสวาหมียานีเมียเลกะกนีโนโบสาลาซาลูโนกลังบิลูโยจีโยนาลูโนกลังอามาจะชิดติมาอาดาเพมีเยวพระชีเฮอาคังราคาเช่กลังดอลักที่ยาคูเปียนลาจูบลีปงงามาอุดุทองกลังชาเล่เกลุมายิฮูงามาที่กาเซที่กาลาคุยอีบาเดงเพียนละสีเนาเนมเดเมมาสีเนมเดเมนิมาหือนิมาก้อนเนมเลลาเลอีบาโยโยลาเดเมวชาก้อนเนอีบาพิเนลาโยดามีโออีน้อนัวอุดุทองกำลังชาลาเลงามาลักคือทางเงงามานิมาโนอุขาอุโนเนโนเชื่อเนล่านิมาลักคือนี่โนอุดุทองญากำลังชาญากาดูยศมีเอก็มาเมนลายโยอีน้อยามยาชาพาเออาศัยเสติมใส่ติมขออายุเกอเนยามยาชาที่อาศัยที่อังขอดามีเอมือช่วยยศมีเอโจเนเชื่อปดาเน
Nuo yo se kan se dolani nya shanya ni dong nge chupan la yo. Ho da ne da pim yo ino la ko ta ayu ani abu ali hu za ni ya yo ga yo na lu si se ji bo ko ni yo mu jo sa do ne wi mo ne ni sa ya la ko gulan shanya ni che ne la to lu ye chu so myo wo ne dan sha ma amen 当被这里跟来老，当被跟了下来了，萨拉罗尼讲跟了什么？牛爱呀嘛，对嘛？那拉个他，大家卡里扎阿姆好，那哦卡里扎阿姆，可以查爱呀表嘛？古切嘛？ကျွန်တော်တို့နဲ့သူရောက်ရှိလာကြတဲ့တကြနေချင်းခရိယန်အသင်းတော်နတ်အော်နေချင်းခရိယန်အသင်းတော်မှာတန်ဆွန်ခွာရတန်ဆွန်ကျွေးမှာဖြစ်ပါတယ်အားလုံးကိုယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်
ခေါ်ရချောင်းနဲ့ရွှေနေလာတချမ်းခလီဇာမှုဟောနာအောင်ခလီဇာမောကလဟူမာမြေကလဘီလူညွာယာမာအဒမလကထာယောဂနာလူမြေယံချောင်းနဲ့ကြချကတူပြမချာစဘနဘာဆုမြတ်တိအွန်လိုင်းလာခွေချာစဘနဘာဆုမြတ်တိစဘမြတ်ဖြောဆုချေဝံအမေမြေယံခွန်ဆဲဘီယာအဒီမှာမောဂျီနာယောဂနာလို့ထွန်းနဲ့ခိဘုသစ္စာနာဟောနဲ့အဒီမှာမြေအောင်ကြချခါ
နာလုံးကလန်မှာညူအယမှာလခဆက်ကလောတော့လာကုတီယာဟုပြန်လာနေအဒမမြေကလောကြချေလိုကကွန်တလျောနဲ့အဘောဆလာလိုထူဂျောကကောဇောဂါဇောမဲအယပြုံမှာအခုချိန်မှာလေဘရစောထူဂျောမိသားစုရဲ့အထုပ်ပါတီကိုပြောကြားမဲ့ခြင်းဖြစ်ပါတယ်ညွန်းအယမတော့ချောဖူအယံပြမအလောသူမင်းနဲ့ဂါကြတဲ့အယံပြမဟယ်လိုမြေကလာကြချုံပါလေငါမပတ်ချေအခါတရားကိုအဲ့တော့ဆဆနာလက်ကိုယူပီလေးပွဲကြောအယံလာခွေအဲ့တော့ငါမနဲ့လေဟုံလာငါမနဲ့ကရှာလာကကောခေါနီအကျနာဘီစီမောမေငါမအဘောဆရာသူတော်နဲ့ရှာရှာဇောဇောအဲ့တော့မြေရတော့ခေါ်ဖြင်းနဲ့လက်ကိုထီယာကိုပြန်လာနာမြေကလောကြချိုးပွဲကြောမှာလဲအဲနဲ့ငါမလဲဟုံလာညီဟဲညီချဲကိုနဲ့ငါမလဲဟုံလာမှာငါမကိုစမကေကျော်နဲ့လဲဟုံလာလွဲစနုကိုအဲ့တော့ညီချဲကိုပြန်လာငယ်အဘောဆလာသူတော်မြေရတော့ခေါ်ဖျော်လာကိုထီယာကိုပြန်လာမင်းနဲ့မြေကလောကြချိုပွဲကြောမှာလဲအဲနဲ့ငါမနဲ့ဦးရှာလာခွေလဲဟုံလာနဲ့ဂါရှာရကကောတယ်အဲ့တော့ဘုများနေကြမှာတော်လို့မဲအကြီးချွတ်ကိုများစင်မကေကျော်နဲ့ယူရနာလို့စူပူပြောနဲ့ဒီကိုဒီပိုလာတူလို့ငါမလဲဟုံတာလာကြပြောမှာငါမနဲ့လဲဟုံထားငါမနဲ့နမကောနဲ့ဒီထားတောင်ထားနဲ့အင်းတော့ဘောဟောငါမဟာညာကြပြောမှာလေငါမနဲ့လဲဟုံထားတဲ့မငုအဲ့တော့ပွဲကြမဲ့ကျေလဲပတ်ချေအခါထျားကိုပွဲကြမဲ့ကျေလဲအနာလာညီဖို့ကျေအဲ့တော့ရှင်ညာယဟချော်တော်မဲငါမဆရာနဲ့ရှင်ညာချော်တော်မဲအဲ့တော့ယဟဖူးနဲ့တူထားချော်တော်မဲအဲ့တော့ဘီထာတောင်ထာအဲ့တော့နမကကဘောဟောဘီထာတောင်ထာခေါနေကိုများနေကြမယ်ယဝနာလို့မဲအကြည့်ချွာအဲ့တော့မြေကလောကောဘီနဲ့တောင်းနေတာယဝနာလို့ကလောခမရအဲ့တော့မြေကလောဘီလို့ငါမခလေးရမှုနဲ့ထီကြီးမှာကြောက်ကိုညာခေါနေခွေတာနဲ့ဘောဟောငါမညီချေကိုညီချေကိုအဲ့တော့မချီပလာညီချေရှင်နော်နဲ့ဒေါန်ဘဲနဲ့ဂျောမာဖော်မာလဲအဲ့ထားလွယ်ဘီရှိဘီကာထားကြီးအယူအညီယူဝနာတို့ခေါ်နေလာကောနဲ့အဲ့တော့ချောတာလာငါမခလေးရမှုနဲ့တကောလွယ်မြေကလောကြချုံနေလာချောဟာတော့မဲအကြီးချုံကထိုင်နေပါဖို့နဲ့ခေါ်ဝမြလာထားနဲ့ဝိဒါဝိမဲမင်းတော့ဖောတာနဲ့နာလို့နာပါအဲ့တော့เมื่อขาบพอจอดจีดุนเนี่ยงามาตาชิลินเนี่ยข้อยตาเนี่ยดอกเพกามอนจ่ออย่างนี้ตัวคนนี้ก็มีนี่ละละเปียวถากาอย่างบ่มาแล้วราคาชิติตึมยากลอหือมีอย่างนี้
ทียาโกบ่อยทียาโกจุบิลีฮะงามาอาคาจาละခွေมาจาชีအဲ့လိုညိုးငါมาဖူနေအတံပဲကြီးခေါ်ပြောငပဲทียาโกจุบิลีကงามาနဲ့တကောလွယ်လာလာပြောနဲ့มีเยกลอนจาเชกาละหาชอเชเนลาดอเพกามจอชอชอตายันดูโหอะลงามาตาชิลีเนเจดุเนมือยอมือพยาเนมือคาเนสลาโลดูอะลอะยายาสลาดูคนนี้กลากอเนยอหาตาวุบิทายอหาอะยาบิทาลวยนึงบากละเฮมาตาขอลาดอนเนลเฮกาลากอเนที่ก็ลวยมีเอกลอนจาชนเนลามีเอกาละเพื่อที่กลัวเคลียเนี่ยอุ่นเนี่ยชันเนี่ยเรากุนหุดดูมีอะไรงามาคลียามูดอนยาลากุถาชดชดตายอสลาสลามาอยู่ว่าอยู่น่ารู้กุนหุดดอกโลไงมาไอ้หรอเพื่อตาเนี่ยงามาเนี่ยมันอยู่ถามีมาเช่ไอ้หรอชอบหาเมียลาเตียแล้วมันอยู่แล้วงามาไอ้คนนี้ก็ก็อเมียเจ็บตาเนี่ยอาจจะมีเนี่ยนะอาตุมาเมาเมื่อชนน้องตัวสุดตัวก็ลำเมเลยเอ็มเลยมีอะไรไม่ใช่หรอกงามาเนี่ยนึกทำเนี่ยมาเชื่อมีงาเลยอยู่วันนั้นคนรู้เอ็มเนี่ยหัวละขาเชื่อมีไอ้คนเนี่ยที่หัวงามาแต่ยังหาเอ็งไงจ้างามาบิจาบิโตเลยงามาหามาเลยไอ้ท่าหัวไอ้หรออีน้องชอบหาอาจจะมีอะไรเนี่ยจะโตมาเอ้หรออยู่ดูอยู่ยามาเอ้หรองามาคลียามุนเนี่ยหามาเบียวงาบาดูยังงาเละงาหัวหัวมลุมาอาจจะมีเนี่ยนะงามาเนี่ยมันอยู่ทางเมียมาเช่ชอบหาล้ำยามีเนี่ยหรอมาอุ้มเบียญามาชาเบียญามาหาเบียญาหรอถึงมีเนี่ยงามาเนี่ยได้ยองหาละเพื่อน้องมาบิจาบิโตมาอยู่ดูโจดูบินเอมาหรอมาเบียมาโลเดี๋ยวคนเนี่ยอิบาตาทานเนี่ยละและงามาเนี่ยนิทามีมาเช็ดชอบหาอมยานีเจริญมีเนี่ยเพื่อการเนี่ยคนเนี่ยจิปกายงาเลยเดเพื่อมีเนี่ยหรอลาเกิดทาอยู่ว่าอยู่น่าหลวงแต่ยังหาอาทิตย์เนี่ยมาลาเกิดเนี่ยชอละตาอาทิตย์มาหรออยู่ว่าน่าหลวงกุลหุมีเลยเดจ่าตัวอย่างละเพื่อกุลคนนี้ย้อนดาลูจ่าอย่างกุลเนี่ยจ่าดูลาเนี่ยหัวจ่าละและกูกันเนี่ยรวยจ่ายาตัวอย่างอะไรอยู่ว่านาลูฮัลลักเกิดถ่ายลูกก็เขาจะยุ่งล้านเนี่ยจันเนี่ยแล้วและอาอย่างเจ้าหน้าอะไรคนเราจิบกายชอบแม่จ่าก็ดูคนนี้แต่มีเนี่ยจ่าตัวอาอย่างกุลังเงยโจคนนี้อะไรเอกางเงยที่โพเตลือและอดูมาก็งามาเขาจะดูวันเจ้าถากาอะไรที่โพเตจันเนี่ยแล้วและโอ้ลมบ้านเราโอ้เราเฉลยตัวอะไรอันนั้นพอเขาจากาโตกากาเขาอะไรจากโตปุรังเนียงามาอุ้งยาเดี๋ยวเขาจีสังอาเลเดเขาเขาเนี่ยรู้พิสิมางามาเนี่ยหามารู้อะไรอุ้งชามารู้งามาเขาเขาโมลุมาเบียมาลัวไอ้คนนี้งามานามาชีนอมาเงี้ยเขาโมเตะเล่นเนี่ยมาไอ้คนนี้อิบาตาทานเนี่ยละและงามาคนนี้ฮักเงียรู้เลตัวเนี่ยฮักเงียรู้บิเลเจลูมาและลาเกิดถ่ายชดชดได้อยู่ว่าอยู่น่ารู้สามาอยู่ว่าน่ารู้อยู่เรื่องพอละเพื่อหรองาบาคลียามูดอนยาหรอกุลาหือดอกคนรู้ไงมากุลาหือมาแกเจ้าโน้ไม่เสียเลยสิ่งขนาดนี้ตัวชิมาเลยลูกกูประมาอุศงจอร์กูชิดเดสิเนี่ยจอร์พี่ขอเรียกขามาจอร์มาใช้ตันโอเลยดิลูยูอากลีมาลาบิโรจอร์เนี่ยดูพี่อาเยกูโนชิมาเยเนี่ยสุรเรเลขอลาบิโรจอร์เนี่ยดูลาบิปาวินปีเดเสียมาจีเรเวดด็อกเตอร์คิมมูเนี่ยกบาจอกีดาเสียจีเสียชิสามองรูปเพื่อกูจอร์ขณะเลยไม่เสพชิมาขณะเลยชีเรเนี่ยมาตายาบิบาเสียมาจีเนี่ยเสียชิสามองขณะเลยมาตายาบิบาตู้เพื่อดาเลยขณะมาตายาบิบาลูกหูไปเลยเนี่ยเลยบิบาลักก็เตะเนี่ยข้าวลักก็เตะเนี่ยข้าว
ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာချစ်စမ်းမောင်ပါပါတယ်သူ့ရဲ့သမီးငယ်ငယ်လေးကျွန်တော်တို့အများအားအားပေးနေပါတယ်မနေ့ကဆိုလဲတော့ကျွန်တော်တို့ထင်ထားတဲ့အပြင်မှာအတန်ပူကောင်းတယ်နော်ဆရာချစ်ကလည်းမနေ့အားရပါရပဲဒီညလည်းအားရပါရသူဖះမျက်နှာနဲ့သူဆက်ပြီးတော့ဖြောပြဖို့ရှိပါတယ်ဆရာတို့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်သူဆရာတော့လေးမောင်ကြောင့်မို့ဆိုကျွန်တော်မခေါ်ရဲဘူးနော်ဆရာချစ်စမ်းမောင်ခေါ်ပါလားဆိုတော့မလုံးနဲ့လို့သူတို့မခေါ်ရဲမဟုတ်ဘူးတဲ့သူတို့တကယ်ကိုဖះကိုချစ်တဲ့လူတွေတဲ့ပြောကြည့်ပါလားဦးလေးရဲ့တဲ့သူပြောကြည့်မယ်ဆိုတော့သူပြောပြီးတော့ဆရာတို့ကကျွန်တော်တို့မထိုက်တန်တော့လဲလာပြီးတော့အခုလိုလာပြီးတော့တရေပဲမဟုတ်နော်တညပဲမဟုတ်နော်၃ညစလုံးနော်ကျွန်တော်တို့တကယ်အားဟောလို့မဆုံးပါဘူးလို့ဆရာတို့လည်းကျေးဇူးအမြဲတင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အခါဖွဲ့ချုပ်မှာရှိတဲ့ဓမ္မအမှုတော်ဆောင်တွေကိုလည်းမိတ်ဆက်ပေးချင်မှာတူးချင်းတော့မိတ်မဆက်တော့ဘူးကျွန်တော်တို့ရှိတဲ့နေရာမှာကျွန်တော်တို့ဓမ္မမှုတော်ဆောင်များမှတ်တရပေးကြပါတော့အခါဖွဲ့ချုပ်ကကျွန်တော်တို့ဆရာတခြားလူတွေမြင်စေခြင်းလို့ပါလို့ကဲရှိတဲ့နေရာမှာမှတ်တရပေးပါအောင်ကျွန်တော်တို့ဒီမှာရောက်လာတဲ့ကဲလက်ခုပ်တီးပါအောင်ကျေးဇူးတင်ပါတယ်တိတ်ခါတော်ရဆရာတွေအားလုံးက39ပါးရှိပါတယ်လို့နောက်ပြီးတော့အမှုတော်ဆောင်တွေအပါ100ကျော်ရှိပါတယ်လို့ဒီမှာအားလုံးနိဗ္ဗာန်လာပြီးတော့ကျွန်တော်တို့နဲ့တူလာပြီးပါဝင်ပေးပါတယ်လို့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကိုလာပြီးတော့ဒီမှာလာတက်တဲ့ကျွန်တော်တို့ရဲ့အရင်ကဒီမှာတင်းတော်မှာနေတော့ပြီးတော့ခုကျင်းတော်မှာခရိုင်အုပ်ချုပ်မှုလုပ်နေတဲ့ညုံကျဲမှုလုပ်နေတဲ့ကျွန်တော်တို့ရဲ့ဆရာဦးနှုတ်ဝင်နဲ့လည်းမိတ်ဆက်ပေးရှင်ပါတယ်သူမအားတဲ့ကြားတဲ့ကနေသူမလာနိုင်တော့ဘူးထင်တာသူကနိုင်ငံတောင်ထမ်းဆောင်နေတယ်ဒါပေမဲ့သူကစူးစမ်းပြီးတော့ကျွန်တော်တို့ကိုချစ်တဲ့စိတ်နဲ့လာပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ဆရာဦးနှုတ်ဝင်ခဏလေးမတ်တရပေးပါဦးလို့မှခဏလေးလက်ခုပ်တီးပေးပါဦးလက်ခုပ်တီးပေးပါဦးကျေးဇူးတင်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ကတော့ဖိုးစားလောင်လို့ခေါ်ပါတယ်လို့ဟူမင်းညိုသူကကျွန်တော်တို့ ਨੇ ဘာသာမတူပေမဲ့သူကကျွန်တော်တို့ဘာသာကိုတကယ်ချစ်ပါတယ်အခါလူမျိုးဆိုသူကဘာသာမရွေးဘူးအခါလူမျိုးအတွက်စွမ်းတမန်ကျွန်တော်တို့အခါလူမျိုးတိုးတက်ဖို့အတွက်ကြီးတဲ့တောင်ကိုထမ်းဆောင်နေတဲ့ကျွန်တော်တို့အခါလူမျိုးအင်မတန်မှချစ်တဲ့ကျွန်တော်တို့သူချစ်စနိုးနဲ့ခေါ်တာဖိုးစားလောင်နော်ခဏလေးမတ်တရပေးပါအောင်လို့ဘိုးကြီးမင်းညိုဖြစ်ပါတယ်လို့ဦးမင်းညိုဖြစ်ပါတယ်လို့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်သူလာလိမ့်မယ်လို့မထင်သားဘူးကျွန်တော်တကယ်ကိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆရာဦးနှုံးဝေရဲ့ကတော်လဲပါပါတယ်လို့ခဏလေးမတ်တရပေးပါအောင်လို့ဟိုဘက်လှည့်ပေးပါအောင်ဟိုဘက်လှည့်ပေးပါအောင်ဟုတ်ပဲကျေးဇူးတင်ပါတယ်ဆရာဦးနှုံးဝေနဲ့သူက black and white သူကတကယ်ကိုနော်တကယ်ကိုမင်းသမီးလိုပါပဲလို့ခုတီလှတော့ပါတော့ပါပဲသူတို့လည်းလင်မယားနဲ့ဆလုံးလာတက်ပေးတယ်ကျေးဇူးတင်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့တက္ကသိုလ်ကကျွန်တော်တို့ရဲ့ဒေါက်တာဇော်ဝင်းလည်းကျွန်တော်တို့စီရောက်လာပါတယ်ခဏလေးမတက်ရပေးပါဦးဆရာဒီကဟုတ်ပါပြီဒါကကျွန်တော်တို့တက္ကသိုလ်ကဆရာဒေါက်တာဇော်ဝင်းဖြစ်ပါတယ်လို့နောက်ပြီးတော့ဆရာရှော့လမုံခဏလေးမတက်ရပေးပါဦးဆရာဦးမင်းညွန့်လည်းရောက်လာခုပဲလဲပေးပါဦးသူလည်းကျွန်တော်တို့ဆရာဖြစ်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့အဖွဲ့ချုပ်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ချင်းအသင်းချုပ်ရဲ့တွဲပဲအထွေထွေတွင်းမှုသူကပထမကျွန်တော်စလုပ်ကြတဲ့သူကအတွေးမှုဖိတ်ပါလားတဲ့ကျွန်တော်မဖိတ်ဘူးလို့ကျွန်တော်ကတွဲပဲကိုပဲလိုချင်တာလို့ဆရာကိုပဲလိုချင်တာဆိုတော့အဲ့ဒါနဲ့သူကလင်မယားနှစ်ယောက်စလုံးကျွန်တော်တို့ပွဲကိုလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ခဏလေးမတ်တရပေးပါအောင်လို့ဆရာရဲ့ဆရာအဲ့ဒါသူဇနီးကအောက်မှာရှိပါတယ်ပေါ်မှာဒါဒေါက်တာရောဘတ်ပုံဖြစ်ပါတယ်ဒေါက်တာရောဘတ်ပုံဖြစ်ပါတယ်လို့နောက်ပြီးတော့ကျွန်တော်တို့ပသိမ်မြောင်းမြသာသနာနယ်ရဲ့ပသိမ်မြောင်းမြစကောကိန်သာသနာနယ်ရဲ့အထွေထွေတွင်းမှုမိသားစုလည်းကျွန်တော်တို့ပွဲမှာလာပြီးပါဝင်ပေးပါတယ်တအားကိုခက်ခဲပါတယ်ဖရမသူမလာတော့ဘူးထင်တာလင်းလည်းမဝယ်ပြီးပြီဟာဆရာကြီးလာလို့မရတော့ပြက်သွားပြီတဲ့နောက်တရက်ကျတော့အဆင်ပြေသွားပြီဆိုမှသူလာပေးပါခဏလေးမတက်ရပေးပါဦးဆရာကြီးဟုတ်ကဲ့ပါသူသားသမီးလည်းပါပါတယ်လို့ကျေးဇူးတင်ပါတယ်ဆရာနောက်ပြီးတော့ဆရာချစ်တို့နဲ့လာတဲ့အဆိုတော်တွေပါပါတယ်မဆွန်သိန်းပါရောက်နေလားမသိလာရင်ထားရင်ရောက်နေလားပြန်မလားသမီးလာရင်ထားရင်အခုန
တယောက်လည်းထားပေးပါဦးသူများမမြင်လို့လေအားလုံးဆိုဟိုဘက်လဲပေးပါအောင်ဟာသမီးလားတွေထားရင်ဖြစ်ပါတယ်အင်တမအတန်ကောင်းတယ်နောက်တော့ဟိုစုံတင်ပါအောင်ပဲမှာရှိလားဟောမလာသေးဘူးလားရပါတယ် तू မစုံပြောလိုက်မသိတဲ့လူမရှိဘူးသူလဲမင်းညာလဲပါဝင်ပေးတယ်ဒီညာလဲဆက်ပြီးတော့သူတို့ပါဝင်ပေးမှာဖြစ်ပါတယ်လို့ဆက်ပြီးတော့ကျွန်တော်တို့ခုနဦးဆွေနော်နေပြီးကြရတဲ့ပရိသတ်ကြမှာလေကျွန်တော်တို့ဆရာကြီးဦးထွန်းကျော်အကြောင်းကျွန်တော်အနေငယ်လေးဖော်ပြပေးရှင်ပါတယ်ကျွန်တော်တို့စာအုပ်ရထားပြီဆိုတော့ကျွန်တော်အခြေချဲပြီးမပြောတော့ဘူးအားလုံးကဖတ်ထားပြီးသားလို့ပဲကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်အနေငယ်လေးပဲ2မိနစ်3မိနစ်လောက်ပဲကျွန်တော်အချင်းချုံပြီးပြောပြမှာဖြစ်ပါတယ်။ဘာကြောင့်ဆိုတော့အချိန်တအားကြာတော့မှဆိုလို့တော့ပြောရတော့ဆရာဦးထုကျွန်တော်ပြောလို့လည်းမကုန်နိုင်ဘူး။ကျွန်တော်တို့လည်းတင်ယူလို့လည်းမကုန်နိုင်ဘူး။ဒါပေမဲ့အချင်းချုံလေးကျွန်တော်ပြောပြချင်ပါတယ်လို့ဆရာဦးထုကျော်အကြောင်းကိုကျွန်တော်ပြောပြချင်တယ်။ Noကျွန်တော်မလို့no တူမရငယ်ရီ။ခေါကကြောနေမှာမဲဖူလာရောကျွန်တော်တည်တဲ့အတိုင်းပဲဆရာကြီးဦးထွန်းကျော်က1926မှာကျွန်တော်ပန်ချင်ဟဲရွာဟောင်းဆိုတာဟိုတောင်ပေါ်မှာရှိပါတယ်အဲ့ဒီရွာကို1926မှာသူ့ဇနီးနဲ့သူရောက်လာပါတယ်အခါလူမျိုးသူမမြင်ဘူးအခါစကားဆိုပိုဆိုးသူမတတ်ဘူးဒါပေမဲ့မှရောက်လာတယ်ရွာထဲမှာမဝင်ခိုင်းဘူးရွာပြင်မှာပဲနေရတယ်တနေ့နှစ်နေ့သုံးနှစ်လောက်မှစပြီးမှပြောင်းလဲလာတယ်1936မှာပထမဦးဆုံးနေ့ချင်းခံတဲ့သူ10ယောက်လောက်ရှိလာတယ်အဲ့ဒီစပြီးတော့အသင်းတော်ကိုစပြီးမှတည်ထောင်ပါတယ်လို့ဒီနေ့ကျွန်တော်တို့ကျင်းပတဲ့ဟာကြတော့အသင်းတော်တည်ထောင်တဲ့နေ့မဟုတ်ပါဘူးလို့တာရဏရောက်ရှိလာတဲ့နေ့ပါလို့1926ကနေ2026ဆိုတော့အခုနေ့တရာပြည့်ခဲ့ပြီပေါ့နော်အဲ့ဒီအတွက်အသင်းတော်တည်ထောင်တဲ့နှစ်တရာပြည့်က2036ခုနှစ်မှာရောက်ရှိမှာဖြစ်ပါတယ်အဲ့ဒီအချိန်ကျရင်တော့ဘုရားလိုတော့ရှိတော့ကျွန်တော်တို့ပြန်ဆောင်ရမှာပေါ့နော်အဲ့တော့ဘုရားလက်ထဲမှာပဲရှိပါတယ်လို့နော်မနေ့ကဟိုဆရာကပြောတယ်ကိုဗစ်လက်ကြံတဲ့အဲ့ဒါကြောင့်ဘုရားပို့တော့2036မှာလည်းကျွန်တော်ပြန်ဆောင်ဖို့ရှိပါတယ်လို့ဒီဆရာမကြီးနဲ့ဆရာဦးထွန်းကျော်ကတကယ်ကိုသူတို့အကြောင်းပြောရင်သူတို့အကြောင်းဖိုင်မျက်ရည်တော်ဝဲတယ်ဘယ်လောက်တော့မခက်ခဲခဲ့လဲမသိဘူးကျွန်တော်တို့အခုခေတ်အမှုတော်ဆောင်တွေကျွန်တော်ကအစပါနော်နည်းနည်းလေးပင်ပန်းတာနဲ့ညီးလာပြီနည်းနည်းလေးအစင်မပြေတာနဲ့ညီးလာပြီဒါပေမဲ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကကျွန်တော်တို့ဖော်ပြလို့မကုန်နိုင်ဘူးသူကနောက်ဆုံးကျတော့သူ့ရဲ့ဇနီးကဟိုမှာအုပ်ကူရှိပါတယ်အားရတော့တက်ကြည့်ပါဒီရွာလေကောင်မှာမြုပ်ထားတယ်သူ့ဇနီးကဒီမှာဆုံးတယ်ပြီးတော့သူဟိုးကိုဟင်းတရကေမိုးချောင်းကိုသူပြန်သွားတယ်ပြန်သွားပြီးတော့ကျွန်တော်က1993မှာဒီမှာစပြီးအမှုတော်ဆောင်တဲ့အခါမှာဆရာကြီးဦးထွန်းကျော်အကြောင်းကိုမေ့ချင်ရော့ချင်ဖြစ်နေတယ်ဘယ်သူမှသတိမရတော့ဘူးအဲ့ဒီချိန်မှာကျွန်တော်ကော်မတီတွေစီဝေးလုပ်ပြီးတော့ဗာပြောလိုက်လဲဆိုတော့အဘိုးဆရာဦးထွန်းကျော်ဆိုတာကလို့ကျွန်တော်တို့ရဲ့ကျေးဇူးရှင်လို့သူ့ကိုကျွန်တော်မေ့လို့မရဘူးသူ့ဇနီးကကျွန်တော်တို့ဒီမှာမြုပ်ထားတယ်သူ့အယိုးကိုလည်းကျွန်တော်တို့သွားပြန်တူးရကောင်းမယ်ကျွန်တော်တို့ပြောလိုက်တော့အားလုံးသဘောတူတယ်အဲ့နဲ့2000ခုနှစ်မှာကျွန်တော်ကဟင်္ဒရာကိုသွားတယ်ကျွန်တော်တခါမှမရောက်ဘူးနော်ကေမိုးချောင်းသွားရှာတယ်အဲ့ဒီမှာရောက်တော့အခုဆရာကြီးဦးထွန်းကျော်ရဲ့သားရောက်နေတဲ့ခဏသူစကားပြောခိုင်းမယ်အသက်93နှစ်ရှိပြီသူစီမှာသွားပြီးတော့ကျွန်တော်ကဟိုမှာအဲ့ဒါအုတ်ကူသွားပြန်တူးတာအုတ်ကူသွားပြန်တူးတော့ဘာပဲတွေ့လဲဆိုခေါင်းတစ်လုံးတွေ့တယ်နောက်ပြီးတော့အခါရိုးရာအစင်တွေထည့်ထားပြီးတော့ညမကောင်းအဲ့ဒါဆရာကြီးဦးထွန်းကျော်ရဲ့ခေါင်းပဲကျွန်တော်တူးထုတ်လာပြီးတော့အဲ့ဒီကိစ္စပြောကျွန်တော်ကြက်သိမ်းထားတယ်ကျွန်တော်အဲ့ဒါကိုလေရင်နဲ့တည်လာတာအခုဆိုကျွန်တော်မတည်ရဘူးတော့ဒါလေရင်နဲ့ဘယ်လိုတည်လဲဆိုတော့တိတ်တာလေးဝယ်ပြီးထည့်ပြီးတော့စစ်စစ်ရောက်တဲ့အခါမှာအဲ့မှာဟိုကအဲ့လိုပြရတယ်လေနော်အဲ့မှာကစတန်ကမိတယ်အဲ့ဒါဘာလဲတဲ့ဟာအဲ့ဒါကျွန်တော်တို့အခါလူမျိုးရဲ့အဆောင်အယောင်တွေအဆောင်လို့ပြောလိုက်တော့အဆောင်ပြောလိုက်တော့ तू မထီရဲဘူးလေဟုတ်လားယူသွားတဲ့ဟာအဲ့လိုပြောတော့ယူပြန်လာပြီးတော့ဒီမှာကျွန်တော်တို့သူ့ရဲ့ဇနီးနဲ့သူမြုပ်ထားပါတယ်လို့ကျွန်တော်ပြန်ရောက်ပြီးတော့လေသူများပြောရလေကျွန်တော်မင်းယူနေလားတဲ့လူရဲ့အဲ့လိုခေါင်းတဲလို့မရဘူးလေတဲ့ကျွန်တော်မသိဘူးလို့အဲ့လိုတဲလာတာပဲလို့စဉ်းစားကြည့်တော့လေဘုရားကတကယ်ကိုကာကွယ်ပေးတယ်ကျွန်တော်ထောင်ထဲရောက်နေတယ်တော့ဒါလူရဲ့ဥကောင်းအယိုးတွေတဲပြီးပြန်လာတာ
တကယ်ကျေးဇူးတော်ပဲအဲ့နဲ့ရောက်လာပြီးတော့ကျွန်တော်တို့ဒီမှာရွာလေကောင်မှာကျွန်တော်တို့တေချာလေးမကြည့်ကျွန်တော်တို့အခါရိုးရာတိတ်တာလေးတေချာလုပ်ပေးတယ်လုပ်ပေးပြီးတော့အဲ့ဆီယမကြီးရဲ့နော်မယ်ရီရဲ့ဘေးမှာပဲကျွန်တော်တို့တကြိုထားပါတယ်တက်ကြည့်လို့ရပါတယ်ဒီကနေလေကား85ထိပဲရှိပါတယ်လို့ခဏနေအားရတက်ကြည့်လို့ရပါတယ်နော်အဲ့လိုမျိုးကျွန်တော်တို့လုပ်ပေးထားပါတယ်လို့ဥကောင်းခုံတွေဥကောင်းတွေအဲ့ဒါတွေပဲကျွန်တော်တို့ပြန်ရတယ်တေချာလေးကျွန်တော်မြုပ်ထားပေးပါတယ်လို့အဲ့ကြောင့်ဒါကကျွန်တော်အခုပြောမယ်ဆိုရင်တအားကြာတော့မယ်ကျွန်တော်မပြောတော့ဘူးစာအုပ်ထဲမှာတော့ရေးထားတယ်ကိုယ့်ကိုဖတ်ကြပါအဘိုးဆရာထွန်းကျော်ဆိုတာကျွန်တော်တို့တန်ဖိုးဖြတ်လို့မရနိုင်တဲ့ယာသနာတစ်ပါးလိုပါပဲလို့သူကြောင့်ကျွန်တော်အဖိုးတွေကျွန်တော်အဖွားတွေခရစ်တော်ကိုယုံကြည်ခဲ့တယ်အခုကျွန်တော်တို့ခေတ်ဆက်ဆက်ကျွန်တော်တို့အခုထိခရစ်တော်ကိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကပျော်ရွှင်စွာအသက်ရှင်ခွင့်ကိုဘုရားရှင်ပေးထားလို့ကျေးဇူးတင်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့တရားပြည့်ကိုကျွန်တော်တတ်နိုင်တဲ့လောက်ပေါ့နော်ကျွန်တော်တို့ဘုရားအားနဲ့ကျွန်တော်တို့ဒီပွဲတော်ကိုကျင်းပခြင်းဖြစ်ပါတယ်လို့ကျွန်တော်ပြောလို့ကိုမှမဟုတ်ပါဘူးလို့ဒါအချင်းချုံလေးဖြစ်ပါတယ်လို့အဲ့ဒါကြောင့်သူ့ရဲ့သားဒီပုစသားလာနေစတော့အဘိုးဆရာအိုင်လုံးလည်းရောက်နေတယ်ဆိုတော့သူ့ကိုစကားပြောခိုင်းဖို့ဖြစ်ပါတယ်လို့အဘောဆလာပုစသားနေလားစေအကတော့ကဲလာခေါ်တဲ့နေခါလာခေါ်တဲ့နေခါယောမလဲကျင်းနေလာမယ်လတ်တာတူလတ်တာဆန်တော့မရလဲအားလုံးနော်ဆန်တော့မဖတ်ပြီးလဲကဆန်တော့လဲငါတော့တလားကိုကျမငါတာတူပြီးနော်မနော်နဲ့အကြပဲလေနော်ကဲအားလုံးလာခါချက်တူမြဘောဆလောက်လာခါချက်များလေနော်လာကိုဟောစနော်ချောဟာမြန်နီကြောမောလာငါလားနော်ကြီးလာခါချက်များလား有钱人。阿卡多那个的，阿卡多好，格拉多那个啷个么呢？阿苗米尼啦，你出名的啦。阿米尼哥呀的，阿姐我苗那做后面咩啊人啊？对不对？我米看苗子。哦。ချောမကလေးငါမူလားငါပြောတယ်ငါငယ်မှာကနင်းနေငယ်မလားနင်းနေငယ်မချူငယ်မှာမနင်းမော်ရလဲလားမနင်းမော်ရဘာဖဲနေခုထေအစုကကလဟုမောမြလေရအဲနာခုထေမိယေဂူလောအဒူမိယေယေရှုခရစ်တော်ဂလောယောမခုမြာညီကတီအနာအဒူခါရဒူမလွေမဒူလာခွေနောမကျော်တိပဖယာလာကောနေ那么也莫别那还要钱的，个你啊，这些样啊，这个还要户、户，后来把提不那个，个你喝铺啊，都帮些铺啊，后来我们读啊嘞，不长了读呢，个你啊。new people lawa but so we do ale mkhweta le ko lwe du me la kha yo chema nga ko I khan yo I la ne chambo chon lo lwe ko hap lu mo bia new body be joya thudu a to gaဟုတ်တယ်ပါဘယ်မငိုညူနာအိုဘောဒူဘေဂျိုယာဒီယောငူသူမလည်းကသာလူဟောကကြောအကြေကောတော်လူဇေလောမေအယောင်အခုငါကိုလာ
ayau new ayau mendulia people nga sanuna mangole nga ukweta likulego panimonya paemonya ke ayau ko tena majamile nga asu ngemonya si nga la ko de sala dia nga mo nga sinya masinya le ego ya ayo ma ho za cho zela ge ayo e ko nga ko se ko nga ti ko ni pu phala ko bu to mi le no masinya le ya e la ko da to mi le ayu ni ju nga ba ta ta ni la no ma ho za no ma khan ju a je ko ti je kha ma ja e ko ri a nu no ma mo la ko no ma nga si nya nga no ma ma si nya bi ne nga yi ba nga yo le nga ba ta ta ni la le nga no ma thon sha ma de umyo mo ge na ko nga haya u kha le nga to bara ne no ma ko joya no ma ga joya ko no ma pu no ma ikha ha u ko le na ko nga no ma ti ji sa ga mu nya a ji sa ga mu nya ni ye kilo ma da ne nga ya de ho na phaya la ko bi ne o kilo hu nya la kha yo che nya e ko nya myo mo ge na boss la alone si be je no ya ga de a je ko the things that we see not so long temporary but the things that we are seeing there is eternal without ending ngama ma ya mo wa ukweta chin no la nga ya si me no ma ngam pha ya mo me e ko ni chin no ko la na Yesu kali mi ye no ma jo ba la ne chin no ko na ayo le le hum la ta ta jo du jo ya no ma ya jo me tu mi ga no ma jo ga ma ya la ko akha cho mo do ko ja nu ma ko ko lo ba kha le yo sa di di nga nu ma akha nu ma yo ko nya ya e na yo mi na lu e lo akha ya da mi o adu akha ya de kali ya asu ku la me e ko nya kali ya ma jo so yo umya di ja pemne nga chi ko nga no ma nga ma ya mo ko no ma kali ya tu la mi ne no ma do da ya da nga no sa ga mo nya no ma du kali ya tu la mi ne kali ya me pe la akha do jo si bo pemne no ma ga nga no ma bi tha ya mo ya Kakuji era. No one can give us salvation. Only the Lord Jesus Christ can give us salvation. No one can give us. Only the Lord Jesus Christ can give us salvation. No ma Messiah akaya Kaliya be so Joasi no ma le one dome me yo le ngatle emonya tumle ngasa ya no ma le jone aboslo khage ya nga ko adu khaya de chino kula da Kaliya tu adu nga ko khage ya
le jema le esfaswa lama bihosinga le jole tuzame lama chodo shi lama chodo de le gula humia yoga nalu ke ana tina aje chibwe nga basa chale nga jani zo ore nga salalo mule sa dot chima ya nga salado nga de ga de mi jina mu salabigo de che salabigo kala nga ole ikha ole ga nga da he no nu dan zo ove agaga gamwile o dami adawle nga salalo mule salo dot chima le Dagama, that Michinamu, just a salagui. To another daughter. No, a cabicot de Limula. No, Gados, Cadogayamula. No, Sabian, Jomo, Yokujamo. No, Marina, so you. Nga daga sulengira o ya nga daga saja daga bu nga salalu mulere dore chima saja daga nga tebiga tu mikina munga keso salagu ma o ya nga tumne nga kwepinya puo dole muja go liore nga salalu ya achu chao la Gako Yajana, Tumne, Herbie, Together, Herbie, Zion, Mujidona, Mujago Mujidona, Go Yade, Yabi, Herbie, Api, Go Yabi. Mujidona Lakode, Herpo Lagadu, Tunji Juale, Lune Palago. Mujidore Hubona Tunji Gione Togaga Bujoa Bujona Tiga Sia the Tiga Nga Dope Nga Naga Ega Bujo Mabio Yasi Gana Bujiga Hestia Nga Dope Domine nga eboga Nijenga bidisi nukoni I shall not die but live to declare the word of the Lord. Nije Gako Doko Yamiashi Vine Nije Nabide. Yet the Thea Mika Mudo Sike Telo Yuata Matapalo. I will declare the word of the Lord. To Mine Nijenga Bishia, Nukoni, Payalaka, no Majuva, no Gulahubia. Anu Chipang Chama, Anu Chipang Chama, Glamala Hoteneca, La Hoteneca Babe, two Mapio, Ambassador, Mia Shibare, John Naleva, John Chin Lizare, and Nene. Bosi as a gago piapira rom hoba bunya che se pio kaime lo pio ra ba lo tu mo le pio se as a ga mia shi ma ba no ba be pi mia ji tike tambo shi de lu ba chon ro sui tu ro chi phya ma mi ba wu lo ko mu ro sang so ma sao chwa lo ni na tu ro chi phya ma mi ba wu lo chon lo tike ko pi sa ke de lu de ba tike ko tambo ji de lu de phit ba de Galahumala Bosala Ilodo or the Ma Rabineame Adambe Pulangea Ayoda Heji Mie Heji Holly Kaya Jogale Ni Podipoa Mie Hemine Lali Eri Malimiola Mie Heja, your Jack Hopiona, Jit Mie Lali,
ทีนอนยีนอนแต่ล่าในอูเลียเอาล่ะมีอย่างกะแม่กำลังมาอัตมาตัวจาก็เอาล่ะน่าหามยังลามีเนี่ยยุบว่าข้อเย่เช้าเนี่ยอัตมาน่าหาข้ายบเบพระเชขาคาลิซามามูข้อเย่เช้าเราคุยชวนเนี่ยเราจีน่า ABBS อัตมาข้าจะลิจญูจอยาเดข้อเย่เช้าเราคุยชวนเนี่ยละยอพระเชขาคาลิซายากุโดเจเดปัญจเหนิชเชนตินนอลุงเอรีตันโซจุเอปุยันตัวเพ่ขอบาร์เรปีดาเนตเซตเทมาเบจนรู้ข้าจ้าจังมาเสียเสียมาเรตันโซจุเอปุยันตัวเพ่ขอบาร์เร
အခါကျမ်းစာကြောင်းအဖွဲ့တွေဒီမှာရှေ့ကိုထွက်လာနေတဲ့အချိန်ကျွန်တော်စကားသူတို့တန်းစီနေတဲ့အချိန်ပေါ့နော်အချိန်ကိုလူပြီးတော့1 မိနစ်2 မိနစ်လောက်ပြောချင်ပါတယ်အေးဒီတော့မှအခါကြီးကြောတယ်အေးကြီးအေးတော့ဒီတချင်းကကျွန်တော်တို့ပန်ချင်ဟဲ့အတင်းတော်အတွက်တစ်သက်လုံးဆိုရမယ့်တချင်းဖြစ်ပါတယ်လို့အဘိုးဆရာဦးထွန်းကျော်ရေးဆက်ထားတဲ့တချင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရွာဟောင်းကနေစားပြီးတော့တဖြည်းဖြည်းဒီမြေပြတ်မှဆင်းလာပြီးတော့လယ်တွေလောက်ရလိမ့်မယ်လူငယ်တွေလည်းအရင်ဘိုးဘွားတွေဆုံးမတုံတင်တဲ့ဟာကိုအလိုလိုမေးသွားလိမ့်မယ်ခေတီစနစ်တိတွေနဲ့မှကျင်လည်လာလိမ့်မယ်ဆိုပြီးတော့ရေးစားထားတဲ့တခြင်းပါတကယ်ကောင်းပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီတခြင်းကိုမျက်မျက်နိုးနိုးနဲ့ဒီဆိုတာဖြစ်ပါတယ်နောင်လာနောက်သားမျိုးဆက်တည်လဲဒီတခြင်းကိုမတေမချင်းကဘာတီတရွေးဆိုမှဖြစ်ပါတယ်လို့အဘိုးဆရာထွန်းကျော်ရေးစားပေးတဲ့တခြင်းလေးဖြစ်ပါတယ်လို့ကျွန်တော်တို့အဘိုးဆရာထွန်းကျော်ကိုလက်ခုပ်တီးပြီးတော့တခါဂုဏ်ပြုပေးအောင်လို့ကဲဆရာအကြောင်းသားတွေနေရာယူနေတဲ့အချိန်မှာကျွန်တော်နည်းနည်းရှာရှည်လိုက်အောင်မယ်ဒီနေ့ကကျွန်တော်မျိုးသမီးကိုကျွန်တော်တော်တော်ရှာယူရတယ်အလှပြင်သားလို့လေတော်တော်ချောပါတယ်လို့ပဲရောက်ရမှတော့မသိဘူးခေါ်ပြီးတော့ပြချင်တာကျွန်တော်ကအဲ့လောက်လာတာတခါမှမမြင်ဘူးကျွန်တော်တော်တော်မျက်စိလဲသွားတယ်ဘယ်ရောက်ရမလဲအော်ဟိုမှာနော်အေးဒါမဲ့နည်းနည်းဟိုအခြေလူတဲ့နေနဲ့နောက်မှပဲပြတော့မယ်နော်နောက်မှ
ပန်ချဟက်အသင်းတော်လူငယ်တွေဖြစ်ပါတယ်လို့
我也瞧，喜欢的啦，把车卡里在阿姆，好呀古呀的，的嘛卡在里做牛，萨拉萨拉嘛的，格朗嘛，也格朗比鲁，牛呀嘛，阿当贝阿弟，他嘛个都，下节表妹，阿罗，他们呢，嘎呀的，为路。他们有面面的，我比班的讲他嘛，我听阿人个呐，俺嘛提亚和jubilee面呢，毛票提亚是，但我都讲他嘛，和阿人个呐，阿波斯拉土著拉卡切个啷多，没拉面呢，俺嘛和拉卡切个啷多他那。biểu lệ đào lệ làm thằng không ai lên cái na ngã mà phát cho làคนเนี่ยเนี่ยยามเมื่อพิามมือเนี่ยนาบานเนี่ยจีดุงเนี่ยตาเฉลี่ยเนี่ยเลยเนี่ยเขาพัชโชงาพัชโชจีเอตาฐานะยามีเนี่ยคืองามัวดูหรองามัวดูที่อาเซเลยที่มัวนี่เชเซเลยอาจีเด็กเขาบิกบังอะไรหรอที่อาเขาจูบิลีเมียที่อาเซbiểu lên hết liền nhà mày ô hết liền mà ô ngã khu lò cho nó mà nhà nó phải chăng này hết liền mày là nhà mày là gia gì hả thế mày nhớ ai ở nhung lên có cho má rồi là à tôi mà phát cho ít ta thằng nào tao khảo là cứ thằng mình nè ai ông bị nè má nè đừng ai lên cái na à phát cho ít ta thằng nào tao khăn cho cái thì thà na cái tụi nhị chia sẻ yêu lại nhà mẹ lo nói cho ai bị lại liền đi gì la này bị này la ấy ta thà na tao khăn thì bố la này hai người này la yo lại tôi bị này ai bị chẳng hương ngài lên na ngài này gam cho anh ấy xả lại xem mà biểu mẹ ngài na mà chơi đủ đề ai yo là có tên này khác okay cái lòng ngài lên na cái gì nó mà cứ nhà rồi thì cho mình sớm bom nhé nhúc cái mình mà bỏ xí lấy cho nhà đấy yo khó thao đấy cái lòng mà hương ngài lên na ngài mà nữ gà mà hả mama ni ngài mà nè phiêu đà là khuyên nè alors là bị cứ mồm nhé thì á xe hương ngài lên na ngài mà cái đồ ăn nhà mẹ không nhà khó thì á có jubilee mi nè ngài mà nè có phiếu có cha chế nè umi là chế phiếu thì phiếu là khuyên bị gì phiếu mà lẽ giờ giờ bỏ là khuyên bị cả mà nó nhiều thiểu ý mà nhiều thiểu ngài lên na nhiều ngài mà phu là khuyên à cho cái thế chia ra cho thì à cho nó mà xin nhầm gì đó à cho thế chia ra cho thì à cho à yon tham món này cái đồ ngài mà lên tham mà lo chia ra thì không lẽ à cho thế ngài mà phu chia ra thì cái mà ông nhá à yon này thì bé ông đồng bé này khuyên mình nó cho thế là này ina ye chia ra gì chia ra ông này bồi ya được cho là tham ấy thế mình này à đừng ngài mà bắt chế khali zamu là khuyên chia ra ông đồng bé này nhiều con đi à khá giá cho ba lúa ngài mà có cho ba đứa lúa chế độ mua là khuyên cho này khơi gang uống lúa sau là uống nước uống thằng tham món này cái đồ mà thì bố thế khè ít đồ này là yo đấy à yo đòi gì chỉ biết ngày mà là khá chế là quê ngài lên cái nào là có tên này khác nó ngài lên cái nào à chứ cứ mẹ mồm nhá rồi là yo thằng tham món này là mà xia u nô về ban xe chỉ vào này tết rồi về năng của phát mà u song ông miền cái đó xia u nô về BA DAC SC dùng chơi mu khai áo chơi mu thuê áo chơi u si thana chơi nó khai ta là yêu xin là trên này thì bị bồi rồi đấy Isu tự dễ chi miên abadi ban xe khán đi trên tên đó nát thium giá gì nó được khui chạm mà đi đấy ban xe tên nó mà tết rồi về năng ông miền cái đó u nô về thông qua nó sẽ cháo na thao na se chao ta na yao shi la chen ni ti ya pi
ဂျူဘလီပွဲတော်၌မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်လေအယောငါလည်းငနာအသိရှင်ညာလွယ်မိခွန်ကောင်းမှုနဲ့ဒီမှာခိုင်ဆောင်ချောပါတီတီငါမခေါ်နေချောပါတီတီအဒုဒီကပြုမယ်လောလားအဒုဆလာဦးနဝေပြုမယ်တမင်းနဲ့အယောထားထမောနေကြပြုမှာလောလေဘောကောရကရအနုပြည်တဲ့ကဲလာခေါ်ကတဲ့နေခါလာခေါ်ကတဲ့နေခါအဘိုင်းဘာတဲ့โอเคဘာကြည့်တော့ငဲမှာတော့ကြည့်ငဲမှာเที่ยวငဲလာခါကြည့်တော့ငဲน้องกลางมาเนาะอีน้ออาทิมาพัดเจ็บพัวเนาะที่อาคูยังจุบลีจังอายังต่อเพกำมันเนี่ยลักคือเท่าอายุนี้อยู่กันนะดัวกลางมาเลยต่อจุบผูมาเนาะที่ใช้ยกข้ามาดูเนี่ยจีบินเนี่ยนะมีเชื่อสิมีเชื่อเย่อีน้องคนนี้เนาะงั้นมาจีอุจินาลีที่ตีที่นี่ละก็นี่มีข้าวกาเนี่ยมือคือมือขอบ่อยยามีเนี่ยยศเอสเจเนี่ยคือมีเนี่ยที่ซามือขอนี่วุชอนเนี่ยละเลยตัวชอบพูมาหรออีน้องตัวเพกามาโจอดีมาขายาดูแม่อดีมาขาชดจูอายุจูก็อดีเวลาหรอกูไม่อยู่แม่อินเอาลักคือฐานเนี่ยเจ้าข้าขลีอามุมมาต่างอยู่ในเจ้าดูอายุสุดเดือยกนาดูแม่ไทยมีข้อในเล่างานอายุนี้เดือหรอสลาเดือของแม่อินเอารวยอายังบีลาข้อนี้ผู้ยาเตยาวต่างอยู่ในเจ้าสลาสามาเดืออายุสุดเดือยกนาดูขอกลางมาหรองาพระเจ้าผู้ยาที่อามาหรอที่วิยาเยที่สิหัวงาที่ดาอยากมีข้าวจอมาหรออยากมีข้าวเนี่ยนะอยากเตกดูมันได้เตกดูตอนจีเตกดูสมอสบู่จอกันเนี่ยมามีข้าวอาศัยกาลาโอตีเนี่ยหรอตอนเป็นเนี่ยมันด่าลามาอีน้องอายุเท่าอีน้องรู้แก่หรอที่วิยาคุยเช็คกูหัวงานเรื่องน่ะมามีของอุลาพอขาดอะไรน่ะเจ้างานน่ะต้องไปเลี้ยอายุชุกก้าวต้องไปเนี่ยที่วิยาคุยเช็คกูหัวต้องไปเนี่ยมาหรออีน้อง你黑的，你这个户，别啦米呢，从这户别啦安那就完了，对米呢，从这户别啦安样伊那不要的呀那没，伊那普呢是不，其他做干了，阿当别做好，然后他跟那米呢好呢，要干那路个人嘛了，哎我干那个呐，弟弟啥弟弟，刚来呢。ที่ตาหัวเชื่อกูคนเนี่ยต้องเป็นเนี่ยมุ่งหลังกันนะอินโนยุ่งงานเนี่ยเทลูกำมืองานเรื่องนะคืออย่างไอ้อย่างละคือมันคือหลังงานนะจีนบาลาคือสิละคือเช่นยี่ห้อต่อๆอย่างนั้นหรอทำไมเนี่ยงานกำอย่างละสมเชื่อกูละคืองานนะสมบิ้วเนี่ยที่บิ้วเจนี่งานเรื่องนะยุ่งหรืออัติละคือมันคือเราเช่นยี่ห้ออย่างละมาเลยบิสิบิกาบอมีอะไรทำไมเนี่ยอายุนี้เดือดที่มุทชาหมดยาหรออิน่าตัวเพกามาโยชาเดือดขอแล้วถามมิเนี่ยอัติมาขาดดอกเด็ดเนี่ยแม่กันยามิเนี่ยโยกายโยโจอัติมาผู้โยเตชดยิ่งคือมิเนี่ยวิชุกอคือมือสือคือมาซ้อขอคือมิเนี่ยมาดอนเนี่ยก็จืดตัวชอบผู้มีอะไรหรอฮัลโหลมิงครับวะจนว่าที่ปัจเจกนิเชนติดต่อเย่
အသင်းသားတူဖြစ်ပါတယ်ကျွန်တော်ကတော့ဒါ1989ခုနှစ်မှာရန်ကုန်အထက်ကတိလမ်းမတော်အခု MBC ရဲ့ရှေ့မှာရှိတဲ့စင်ကျုံယောက်ျားလေးကျောင်းမှာဆယ်တန်းအောင်မြင်ခဲ့ပါတယ်ဒါနဲ့ကျွန်တော်ကရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်တောင်ကြီးတက္ကသိုလ်တွေမှာပညာသင်ကြားပြီးတော့1996ခုနှစ်မှာကျွန်တော်ကဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာအရာရှိငယ်ဘဝနဲ့ကျွန်တော်စတင်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒီနေ့2026ခုနှစ်မှာကျွန်တော်ရဲ့အရာရှိလုပ်သက်က30နှစ်တိတိပြည့်တဲ့အချိန်ဖြစ်ပါတယ်ဒီလိုကျွန်တော်ရှင်းလင်းတင်ပြတဲ့အကြောင်းရင်းကတော့ကျွန်တော်ရဲ့တမိုင်းအကြောင်းသဆုံးသဆပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အနိပါဝန်းကျင်မှာရှိတဲ့ကျွန်တော်ရဲ့ရင်းနှီးတဲ့ဒါအတင်းတော်ကပုဂ္ဂိုလ်တွေရောယန္နိယဝေကမိတ်ဆွေတွေရောဒါကျွန်တော်အတင်းတော်ရဲ့အတိအပွင့်ကိုဒါသိရှိနိုင်အောင်ကျွန်တော်အနေနဲ့ဒါအကြမ်းဖြင်းအတုံချုံပြီးတော့တင်ပြချက်ဖြစ်ပါတယ်ဒီလိုတင်ပြတဲ့နေရာမှာဒီနေ့2026ခုနှစ်အခုဒီလမှာကျွန်တော်ကိုဒါဒီအသင်းတော်မှာပထမဆုံးဆယ်တန်းအောင်မြင်တဲ့ကွန်ပျူတာမှာတူဦးတီတော်ပုဂ္ဂိုလ်အနေဖြင့်ဒါကွန်ပျူပြီးတော့ဒါကွန်ပျူပြီးအတွက်အသင်းတော်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်တစ်ဆက်တည်းပါပဲအခု2026ခုနှစ်မှာလက်ရှိတာဝန်ယူနေတဲ့ကျွန်တော်ရဲ့ယာဒူးသက်သားတစ်လျှောက်လုံးမှာဒါကျွန်တော်ခရိုင်အုပ်ချုပ်ရေးမှူးညွှန်ကြားရေးမှူးရဲ့ယာဒူးကသက်သားက12နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အခမ်းအနားမှာအခုလိုဒါကျွန်တော်အနေနဲ့ဝမ်းမြောက်စကားပြောကြားခွင့်ရတဲ့အတွက်လည်းဒါအသင်းတော်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရမရဖတ်တွေအသင်းသူအသင်းသားတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ထိုနည်းသူစွာပဲယန္နိယဝေကနေဒီနေ့တရားပြည့်ကျေးဇူးတော်ချီးမွမ်းပွဲကိုကြွရောက်ပြီးတော့အားပေးတဲ့မိတ်ဆွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောကြရင်နေကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲလာခေါ်တဲ့ခါလာခေါ်တဲ့ခါလောလောကဲသူကအလုံးနည်းနည်းမှမအားဘူးကျွန်တော်တို့လည်းသိတယ်ဒါပေမဲ့ကိုယ့်ရဲ့အသင်းတော်ကိုယ့်ရဲ့ရွာလေးကိုချစ်တဲ့စိတ်နဲ့သူရောက်လာခြင်းဖြစ်ပါတယ်လို့သူ့ကိုလည်းအမတမဂုဏ်ယူပါတယ်လေးစားပါတယ်ကျွန်တော်တို့ဆိုရင်အမြဲတမ်းသူ့အားကိုးရတယ်လို့သူလည်းကျွန်တော်တို့ကိုတစ်ဖက်တစ်လမ်းကနေအမြဲတမ်းကူညီနေတဲ့ဆရာဖြစ်ပါတယ်လို့သူ့ရဲ့လှုပ်ဆောင်ချက်တွေအားလုံးပေါ်မှာလည်းဘုရားရှင်ကောင်းကြီးပေးပါစေညွန်းဟိုကြီးတင်ကြစီစဉ်တင်ကြမှာအဒီမှာကြကြဥက္ကဋ္ဌဒီပို့တာလာနေလားရှေကငါမရကျောင်းသားလူဒီပေါ်ကျင်းနဲ့ချောပနေလားလူဒေါက်တာကျိုးစောအညာကြီးငါလည်းကနာကမှာဖွန်းအခုရဲ့ချေကျဲညီချေကကျဲကြွားလဲအဲ့ရကငဲအခုရဲ့ချေကျဲချောမချောကတဲ့ထားထမောနေမောညာကြီးအခုအယောမာကပိလာနာမလာချွေးမိနေလောငါမထီရတဲ့ငါမဥက္ကဋ္ဌနဲ့ဘီယူနဲ့ဘီကုနဲ့မာလဲအနေမှာဥက္ကဋ္ဌပေါ်ကြလားနော်ပေါ်ကြတမန်ရယောညာလာနဲ့ဟိုဘီနေလာကငါဥက္ကဋ္ဌဘီဟာကမာအခုရဲ့ချေကျဲတဲ့ထားထမောနေကသူမဲလောယောညာအယောညာဒီမထန်နေငါမချောပါမဲကဲလာခေါ်တဲ့ခါမြေကလမ်ဘီလူယောဘာကြောနေပြီကဲလာခေါ်တဲ့ခါမြေကလမ်ဘီလူโอเคဂလမရီကဲနှုတ်ဆက်ရအောင်လေကွာအဲ့လိုမပြေးနဲ့လေအနုဂျမဟိုအကျင်းမြန်ကတကျူဇောဇနီးမောင်နှံကိုကျေးဇူးတင်ပါတယ်အမြဲတမ်းကျွန်တော်တို့ကိုပန်ပူပေးနေပါဒီအင်ဂျီလဲသူပေးထားတာပါလို့ကြွားလာရုံပဲကျေးဇူးတင်ပါတယ်မြေဂလမ်ဘီလူငါမစိတ်ချလက်ချငါမဘီကနေမာဒီဂလမ်မာလို့မြေဂလမ်ဘီလူ
พัจเจกคาลิซามูลักเชกลันตอนละคือที่ยากูเบียงเล่าจูบลีป่วยละเว้ยอะไรข้ามาในเรื่องนี้อะไรลักเชตัวจากการสมุอะไรมายาเบียสีอะไรลักเชดีๆก็ก็อีน้องลักเชตัวสมุกูเนี่ยอะไรถ้าคือทำห้องหมอมีอะไรใครจุดโซ่คาลิซาอามุมาน้องพัสสนาลองจิตุมือลักเชตัวโจกาวสมุอาดมเบลลักเว้ยมีเอกลังจัดชมาปัจเจคาลิซามูที่ยากูเบียงเล่าจูบลีป่วยจ่อมีเอกลังจัดเชื่อเงาบัดนี้ชื่อชิมอจัดเชื่อรวยลักเชดีๆมีอะไรอีบีซีเรียลักเชตัวโจกามาปัจเจคาลิซามูอ่ะเจ้าอยากที่ยากูอายังอบอสาลุทุนจเนี่ยซาโซกมีจียงคันดอมีบิยูลักเว้ยจงสิยูเสียกันเนี่ยสิเลอาศิปิวลวยอาคายจุโชคาลิซาอามุมาลักเว้ยอาดมเบคาลิซาอามุกอปิโอที่ยากูเบียงลังเงกุนีซีดอนนี่ยอจิญาลูตาฮือลามอลาลัวอามาอามุกาดูมีเยอะยศเสฮอนเสปีคาลิซาอามุที่มูปิวเมเฮ้อมีเยอะอายุสัจจาอายุกเลยจงโหปัจเจกคาลิซาอามุเนอายุจลูกก็พอมเมสักขีปิวเมพินิจงามามังเอลวยปัจเจกคาลิซาอามุปิวลานียาอบอสาลุทุนโจจงเสียเจโหสัจจาเสียลักเพื่อเดซีอาเนียยาลวยปัจเจกคาลิซาอามุก็เมื่อเสียคาลิซาอามุกุญญาณโอเมียนี่ดูลานี่อุญญาสัญญาลูนอนซาเดอเมเนจุเนเอลเวพินิจงโหสัจจาเสียชิฮงมันบีมีนี่นอนซาเดออเมียลูบีโตเนียมีเยอะยศเสฮงเสกาดูเปียลูเล่alors gabi ma son famille we ga glan ka ko glan yo zon ho ni sa o glan de pa che ka kaliza mu khoita ho ti ko le le ji le ne mi glan ja chile yo ga na lu khoita ke li yo ja lu son famille ne chu ma ngna nyun chu cho ha de ne mu ga yo nge me ja che ti ya ni chi si yo ni ti pi me akha mu ma don za ngā wōmō Reverend Tādī gānyē te gā inō la khache dojo gā sambu hugā khaliza mō shigē luō sala tipu hagu nē lā gādū yozu bō la kukumā ta chỉ này cái chủ số khali giá mu đông ra ngà gom là khách chơi đồ chả cứ dịp mà tu miếng đồ kho gà cứ lao thì giá của jubilee boy bắt chỉ khali giá mu gà có là khách chơi đồ chả đồ cho bắt chỉ khali giá mu là khuê hư ya nhỉ ya yoga nalu nu sau lu le đồ cho bùa ala chào mà thế với anh chế của quán mi ye đồ con tạo sự mưa mi cha phải chọn đua bắt chỉ hệ point gạo nghe glan đồ con sự để la si le lu le mi la bella uje su chế bion cô chế bion thì ya bion bion la ga ya mo mi ne la kha chế đua nu con si mi à giờ ya thì ya cô bắt chỉ hệ point mi ye đồ con gạo cứ la huya ta chỉ này cái chỗ sau khali ra amu le biểu la nhà ni đồng bè có ngư mẹ có chọn ra mà để khai nhà lúa bắt chế khali ra amu yom yo ra gì bây giờ ni molamia
会那么去提亚古就不离不叫没胡破，米有要是红色别都卡里扎题目表达，米有拉卡车格兰多康到西域的，唔知米这个呢谁要卡里亚阿姆题目表露阿门，这边当下托比卢干也得个，还就说卡里扎姆达起来呢。米都考个个了，第二个比较啷个，没过年毛了会，但是呢，看就说克里咱们个啊，表达就那个表达就两他妈了啦，啊，表达个要不啥啦路啊路，哈个人哪有？他们呢？ခလီစာအမှုတီယာကိုပြန်လာကတာဝန်လာကောနဲ့他们နဲ့အတွေ့မှုတော့ကောကလာခမလားညအယာမအင်းအတူမကပြေကတူအတူမမောင်မိခေါအချရှောခလီစာအမှုနဲ့လာတာဆလာလိုတီကနေချေတို့တာဂျာလီယာအတူမခိုင်ချရှောခလီစာအမှုမလာခွေဂါညေတဲ့ညီအတီကပြေဆလာလိုပက်ထရဝင်းဂျာလီဂလာခွေရှုရနေလာတဲ့ဂျီနာတီပိုတဲ့ယောဂျီနာလူကတူခေါ်ဆလာလိုလင်းနေကလောရှာလာခွေဖတ်ရှုရနေလာယောနိဆောလူရှလုံးအခါဘာသာစကားနဲ့နှုတ်ဆက်တာဖြစ်ပါတယ်လို့ဒီကနေ့အင်းမောင်မီခိုင်ချီရှောခလီဇာမူမှာတွဲဖက်အထွေထွေမူတော့ဖက်ထားနဲ့အင်းအထူးဂလွန်ရှောက်ဂျူဘလီစာစနာလကတီယာကူပြန်လာကဂါပြေလက်လုံထာဂျလီယာဒငါကမောဂူမာပြီးတဲ့အခါမြန်မာလိုပြန်ဖတ်ပါမယ်လို့ဟိပြေစံဘူယောကိုယောညီတယောနေညီခါလီဂကောအဒံဘေဂတဲ့အဒီဇောဇွဲမဖာဂျောနီဂျွန်လာခွေခူလိုလာချောဟာဒီလွဲမေဟုဖောဇောဒါဒီခါဂတ်တုံမချူဂျွန်မအင်းနီဂျေဇေဟောမီယန်ဂျွန်ဂျွန်အဒံဘေပိုဘေပွဲဂျောယံမဖာငုမဲအချူရှောဂကောမဲအလာချောဒါအယာဘီဂကောမဲရှီချောဟာဒံဘီဝဒေလာဂကောမဲမီယနေယခါဒေါဂျီဥမာမဘီယာစီစီဂကောမဲအဒီဇောပွဲဂျောယံမဖာငုမဲမြန်မာနိုင်ငံနှိချင်းခရင်အသိချုပ်တွဲဖက်အထွေထွေတွင်းမှုအခြေပြုပြီးမှဟောကြားမဲ့တရားဒေသနာဟောကြားမဲ့ကျမ်းစာတော်မြတ်ကိုကျွန်တော်ဖတ်ကြားမှာဖြစ်ပါတယ်လို့ဟိပြေဩဝါဒစာအခန်းကြီး6အငယ်1ကနေ2ဖြစ်ပါတယ်ထို့ကြောင့်သေခြင်းနဲ့ဆက်ဆိုင်သောအကျင့်ကိုနောင်တရခြင်းဖျားသခင်ကိုယုံကြည်ခြင်းဗတ္တိစံတရားကိုသွန်သင်ခြင်းလက်ကိုတင်ခြင်းသေလွန်သောသူတို့၏ထမြောက်ခြင်းသာဝရစီရင်ဆုံးဖြတ်ခြင်းတည်းဟုသောမူလအမြစ်ကိုငါတို့သည်ပြန်၍မတည်ပဲခရစ်တော်၏ဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍ဆုံးလင်းသောအဖြစ်သို့တဲ့ကြကုန်အံ့လူပတ်တော်ပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ
ก็ร้อยกันใช่ไหมเป้าคืออาดามเยวอาดามเยนก็ร้อนยาเชื่อมาอาดามเยนว่าสอบป่าก็จะสอบป่ามีก็จะมีเปียวข้าเจ้าข้าเจ้าอยู่เย่น่ารู้เบยอยู่สองปีกันชื่อชิมอนหรือประมาเป้าคืออาดามเยวมีสัตว์ตัวข้อนอเป็นไงสว่าจะเดือดข้อนอเบยอันนี้งาหาข้าชดอยู่ชดจัดติดช้าก็ชดอยู่ชดจัดติดช้าปีไรเนี่ยนี่อาดามเยนโน่นนึกคนชี้เลยเบนเนลาเมกลอยคือเมียมิสักคนจะสว่าอย่างโน่เป็นไงที่เจ้าโน่นึกคนชี้จีเลยโน่อาเกนดูนี่เบลเมไอ้ของงาสว่าอย่างเดียวโน่นึกคนชี้ละคนมาเดมาเจ้าอุจิโยซงจะเปียล็อกกี่ล็อกกาอย่างเดียวคนเจ้าเนี่ยอาดามเยนโน่เนี่ยก็มองนี่อยากขายเมแล้วก็นี่โน่เวกาจีงาขายมาเบี้ยมาเบี้ยก็ชดจืดจืดก็ชดก็มาอ้อก็น้องมาเบี้ยเจ็บดันเน่ชดจืดชดชามาดูยามชดจืดเปียกมันขาเนี่ยเล่าเนี่ยมีบีโดละคนสีเจ็บดันเน่น้องจงตัวคนโดละคนเอตาลวยมีบีโดละคนสีเจ็บชัวราคาเชื่ออาศัยลุยยังไงเอตาลวยน้องที่ยากูเบียงเงคือที่ปัจเจกขลียามามัวบ่สารเนี่ยเสตาชีนุยโลเลียวเนี่ยเบาคืออาดามเมียนกลอนจาชื่อน้องชื่อชิมอนลุปัจเจกขลียามามัวเนี่ยดอกเปกามอนโจชอบตัวลุเลบิวเนี่ยยังมีอาสาบดาเนี่ยกลอนโลมาคือเมียที่ยากูที่ยาเมียเบียงเงคือนี่สายยาก็คนน้องหงเนี่ยโอ้มังงาไอ้กว่าดามเย็นนอจอบดันเนี่ยบอสลานเนี่ยจงจีนิทุงจีราคาเชจีบิโอสาวสาวเชจียาโกนี่คำดังบัดเนี่ยอินาปัจเจกขลียาอามามุขลียาเปียเล่าที่ยากูที่ยามีอาดอนไล่ยาเชลูเบอายุมันเนี่ยนึกมาก็เนี่ยยาเชจีก็จะอาดามเย็นนอนึกข้อชินมาสาลเวนอยสมเยจาเลเนี่ยปัจเจกขลียาอามามุช่วยที่ยอไซที่ยอที่อาศัยที่อากุตะกลอบิลาก็ตอนนี้อายุมันเนี่ยที่ก็รวยเพื่อพอพอโจอุเลบุเลนอจันเราอยู่ว่านักกุตะก็อายุมากลอนซาลวยจานยานี่ก็ดูตรงกันละบ่าวคืออาดามิโออินะที่ยากูเบียงละจูบุรีจงอันนอเปียเมอันนอฮอนตงละก็ที่ยากูที่ยามีตาเลี้ยนอจนตัวกูโดนกูกระทำจนตัวกูโดนฮอยู่เนี่ยยายังเงนอยากเขาตะกว่าดำเย็นนอจ่ออายุนึมาอายุคำไม่เป็นตัวลุนอถือจีละก็ที่ยากูที่ยามีเกลือยจนอาดำเย็นนอเนี่ยบีเจียมดูเงดูเหนียวเนี่ยยากางมาอยู่ว่าน่าลูกดูเนื้อพอเจริญเงินนกหลงสิญามุญญาเนี่ยคือน้ำมันเสจีโบจีจาละก็อาดำเย็นนกังเลยเจ้ามุญญาสันนี่ก็ดูยากาดอดเป็นยันนี่ก็ดูตรงกันละจอดดูอาศัยเลยพิมพ์เลยท่าเนี่ยอาดามเย็นนอไม่ชิวดูกามูท่าสวายอยู่กว่านักขุดอาดามเย็นนอกลมบิโอเนี่ยเนื้อพอเจนกละก็อยู่ในหัวใจเนี่ยอินนอกนั้นนั่นเลยจีโอเนี่ยอาดามเย็นนกลมจะเชื่อรู้ป้าเชื่อขลียามามูเมื่อพอเรื่องนั้นเสนอยอเสก็เสดูละก็จะดูจามือมันเด็กขยันยาลูอายุมาละคนเนี่ยเบียดูละเวกาจีอายุมาละคนเนี่ยดูละจุเลชาเลจีโฮอายุมาละคนเนี่ยเบียดูเลยมือซาจีมเพื่อพอโจงาขยายว่านั่นลูพอสิขโมยเนี่ยจงก็ยอดเด็ดๆจอดเลยเนี่ยดอกขอบอยู่นี่ก็ดูตรงกันละสวายาเปียเมียดำเย็นนอไม่ชิมาเบียมาลูกาบายบ้าจะไหมกาบายบ้าตัวโตลูกเพียรจะสดเยอะเนี่ยอินนยังมีอาซาจีโฮอินนยังไงจะทุกอย่างเราดำเย็นนอนมาสั่งน้องคอนซิลูเป็นยังไงก็ดูมาเจอกับข้าคนเลยยังไม่ชิคกี้พายเมียกูหลอกกูดำนกหลงจ่าเชียวกลอนสมาจาลิโกยจินาลูกาตุกลอนชาวเนี่ยเชื่อเนี่ยละสลาลุนิกางกลอนคือมานิวอายามาอดิมาเนี่ยนูเจเนี่ยยูลาพิวดามเดอมียดามเนี่ยบีโคอายาเปียมาหรอพิวดาโอเดอเมชิพอติโปโดลาเนี่ยละยอ
ဖြူတာအာနေရတုဆလာမနပါမွန်ယေရှုချမနဲ့ခုမှာဖြူတာတာလူငယ် MYC ရန်ကုန်ဟလာတော့ချက်ချာအစိုးတော်တယ်နော်ဂလကထားမယ်ဟလာဖြူတာအိုလူငယ်အယောမအယံပြုမယ်ခုကျွန်တော်တို့အလူငွေကောက်ခါမှာဖြစ်ပါတယ်အလူငွေကောက်နေတဲ့အချိန်မှာ MYC မိသားစုမှာဂုဏ်တော်ချီးမွမ်းဖို့ရတဲ့အချိန်ဖြစ်ပါတယ် ก็รวยพิวดามีเยละตุละเควอันเนี่ยค่ะเป้าคืออดัมเจ้ากลอคือเมียมีเยกลอจะเชิญมาอีน้อมีเยกะป้าแฉคาลิซาอามูจกะมีเยลักขะเชกลอดอลักทียากุเปียวนามีเยกลอจะเชิญบ่อยลูกชาลุงเอ๋อดัมเจ้าดอเพกามอนจอลัวมีเยกามซาพ่อจอคาลิซาเดผู้ยาได้ยาเดยกว่านาลุจอดูเฮชอกลักถาแม่กลักถายกว่านาลุมีเชื่อมีของก็ดูแลบีโกดังโกทามีเชื่อลาตุลักเวอากูเนลามาจูดูผิวดูผิวคนนี้คือดูมีเชื่อมีของก็ดูจูเนลาบีโกดังโกทานอซานออุทิกาไซทิกาเดจีโฮนูมาโกโมสาลาดอตอลูอดัมเชียอาเนเนยอดเดญานอซานออุทิกาไซทิกาบิปิวเนลาวเลงาหามาอาเจกาสอเพชุคาลีชมยโกยมีเชลาตุลักเวอากูเนลามาอาเมนအားလုံးပဲမင်္ဂလာပါဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျမတို့အခါနှစ်ချင်းသာသနာပြုအနှစ်တရာပြည့်မှာလာရောက်ပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကနေ့ကျမတို့ချီးမွမ်းသွားမယ့်သခြင်းကတော့ဒီနေ့အဘိုးဆရာဦးစောထွန်းကျော်ကိုတတိလဲရတယ်ဒီနေ့သာသနာပြုတဲ့ခရီးစဉ်မှာတော်တော်ဒုက္ခရောက်မယ်ကြမ်းတမ်းမယ်အဆိုးတွေလည်းကြုံရမယ်ဒါပေမဲ့ဘုရားသခင်ရဲ့မေတ္တာကိုထောက်ရှုပြီးတော့တကယ်ပဲသူ့ရဲ့ဘဝသက်တာထဲမှာပေးဆက်သွားတာကိုကျမတို့တွေ့ရတဲ့အတွက်တကယ်ပဲဝမ်းသာတယ်ဒီနေ့ချီးမွမ်းမဲ့သခြင်းကတော့ဒီနေ့အခါနှစ်ချင်းသာသနာပြုနှစ်တရာမှာဂုဏ်ပြုတဲ့အလင်းတစ်စက်မှသည်ဆိုတဲ့သခြင်းလေးအဖြစ်ဂုဏ်ပြုချီးမွမ်းသွားမှာဖြစ်ပါတယ် Take go, let me see you.
ရှင်လိုတော်တိုင်းရဲ့စေအမှုတော်ကိုယ်စီမြင်လို့ချင်းတဲ့ဟေးကူစာလာမုန်နေတော်သူတကယ်ချီရတတ်သူနေတော့ချေစုတော်ဂျူလီပြင်းနေတရားဂျူလီပြင်းနေတရားလမ်းခဲ့ပြီတကယ်နာမာတော့ချီမရင်လေအသက်စီမိစားတိုင်းနေလေတတ်တဲ့ချွေချိုချီဆောင်ခြင်းနေရဲ့ချီတိုင်းဘုံတော်ကဘာမင်းနဲ့မိတ်လွန်မို့စေဂျူလီပြည့်နေတရားဂျူလီပြည့်နေတရားရှေးတို့ချီယေရှုတော်ချီမမီတကယ်အလုံးစုံသောအင်္ဂါချင်းဖြစ်လေလင်းစမှာကြာတော်လေးတဲ့စီတကယ်အလုံးစုံသောအင်္ဂါချင်းဖြစ်လေဂျူလီပြည့်နေတရားဂျူလီပြည့်နေတရားယေရှုတော်ယေရှုခရစ်ဘာသာတကယ်အလုံးစုံသောအင်္ဂါချင်းဖြစ်လေအလေးတစ်စက်မှာကြာတော်နေတဲ့စီတကယ်အလုံးစုံသောအင်္ဂါချင်းဖြစ်လေဂျူလီပြည့်နေတရားဂျူလီပြည့်နေတရားယေရှုတော်ဂျူလီပြည့်နေတရားဂျူလီပြည့်နေတရားယေရှုတော်ဂျူလီပြည့်နေတရားအသင်းတော်ဖြူတာအနေလာဆလမန်ဂလဟမာဖြူတာအိုနေလာဟုတ်အကမြေချောင်းနေဂျတ်ချွနေလာ MSC အမှုယောနာလုံးကိုမြေဂလဘီလူညိုအာယာမာအဒမနွေထွန်လို့ဂျူဘလီအနော်လာခွေမြေတော့ခွန်အဒမယာဂါကတူပြုံမာလောညူအဒမယောကနာလူnu ko mian la mi ne cha sa bon na ba ni ya thi byu de chao ne aduma mao mi khan la tha sala lo thi ga aduma ha kha alo thi ko lo thu ne aduma mi ya thi byu chao ne ja chu ma ကျွန်တော်တို့အားလုံးသူတကွာမတ်တရားပြီးမှကိုတော်ချီးမွမ်းပါမယ်မြန်မာလိုအခါလိုနေရာဖြစ်ပါတယ်တပိုက်ပဲကျွန်တော်တို့ဆိုပါမယ်ပြည်တာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ချင်းခရစ်ယာန်အသင်းချုပ်တွဲဖက်ထွေသွေးမှုဒေါက်တာရောဘတ်ပုံကိုအချင်းပေးမှာဖြစ်ပါတယ်ယောရှေအာနာမငါနုစာဇာကျေပြမေငါဤယောနေအာကျေခောမိယေအာလာငါရှေငါရှေအာယောရှေအာယောအာလာငါရှေယောမေနောငါယောမူဤမောအာယောအာလာငါရှေယောဟာနာလိုနှိမ့်ညမယ်အားလုံးထိုင်လို့ရပါပြီ
အခါနေချင်းခရိယန်ဖွင့်ချိုးရဲ့အသင်းတော်တစ်ပါးဖြစ်တဲ့ဘာချီရဲ့နေချင်းအသင်းတော်သာသနာရောက်ရှိလာတဲ့နေ့တရားပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းဂျူဘလီပွဲတော်မှာလာရောက်ပြီးတော့မေတ္တာရဖွဲ့ရတဲ့အခွင့်နဲ့တူကျေးဇူးတော်ချီးမွမ်းခြင်းမှာသူတို့ကပါဝင်ခွင့်ရတဲ့အတွက်အဖိတ်ခေါ်ပေးတဲ့ဒါအဖွဲ့ချုပ်ကတာဝန်ရှိတဲ့လူတွေတင်းတော်ကတာဝန်ရှိတဲ့ဆရာဆရာမတွေအားလုံးကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြလုပ်ပါတယ်ကျွန်တော်တို့တာရဏနေ့တရားပြည့်တဲ့ဒီဂျူဘလီပွဲတော်ကြီးကိုယခုလိုခန္ဓာကြီးကျယ်စွာကျင်းပပြုလုပ်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဘုရားသခင်ကိုအထူးပဲချီးမွမ်းပါတယ်မြန်မာနိုင်ငံနေချင်းခရိယန်အသင်းချုပ်ကိုစားပေါ့လေအဖွဲ့ချုပ်18ပါးနဲ့တရက်ဆက်တွေ့တဲ့အသင်းတော်နှစ်ပါးကိုစားဒီဂျူဘလီပွဲကိုဂုဏ်ပြုပါတယ်ဂုဏ်ယူပါတယ်ဆိုတဲ့အကြောင်းလဲဒါဖော်ပြချင်ပါတယ်ကျွန်တော်တို့ဒီနေ့ဟာဘုရားသခင်ကျွန်တော်ကိုစီရင်ကျင်းပပေးတဲ့နေ့ရက်ဖြစ်တယ် This is the day that the Lord had made for us for our churches ဘုရားသခင်ရဲ့ကျေးဇူးတော်တက်တက်ပဲဖြစ်ပါတယ်ကျွန်တော်နေ့တရားပြည်လာပြီးဒီအချိန်ထိဘုရားရှင်ကျွန်တော်တို့ပို့ဆောင်ပေးတယ်ကောင်းချီးပေးတယ်ကျွန်တော်ကိုရှင်သာရတဲ့အခွင့်ကိုပေးတယ်အင်မတန်မှခက်ခဲတဲ့အချိန်ကာလထဲမှာယူဘီလနေ့တရားပြီးကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကိုယခုလိုကောင်းမွန်ကျေးဇူးတော်ချီးမွမ်းရတဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးတာဟာအံ့ဩဖွယ်အရာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပမနာအနေနဲ့ဥစွာဖော်ပြလုပ်ပါတယ်အချိန်ဘယ်လောက်ရလဲမသိဘူးနေ့တရားဆိုတော့လေမိနစ်100လောက်ကျွန်တော်အချိန်ယူဖို့ပြင်ဆင်ထားတော့ညာလည်းပဲဖျားရှင်ဖော်ပြပေးတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့အချိန်နဲ့ငယ်အတွင်းမှာကျွန်တော်တို့သူတို့ကဆင်ခြင်ခွန်အားယူပြီးတော့နေ့တရားအလုံးတာသနာခေကိုဆက်လက်ပြီးတော့ပါဝင်ဆက်ကပ်ဖို့ရန်အတွက်ဖော်ပြချင်ပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ဆရာအာရုံကျွန်တော်ကိုပို့ပေးတဲ့ဒီခေါင်းစဉ်ကိုကျွန်တော်ကျမ်းချက်တွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာဒီကျမ်းချက်ပေါ်မှာပဲကျွန်တော်ကအခြေပြုပြီးတော့ဒီနေ့ကျွန်တော်တရားဒေသနာကိုဝင်မြခြင်းဖြစ်ပါတယ်ခေါင်းစဉ်ရွေးထားတဲ့အရာကဘာလဲဆိုလို့ရှိရင်စုံလိန်တော်အသင်းတော်အဖြစ်တော်ဆိုတဲ့ဒီခုနဖော်ပြတဲ့ဟေဘရဲအခန်းကြီး6အငယ်1ကနေ2ထဲမှာဖော်ပြတဲ့အရာလေးကိုကျွန်တော်ကအခြေပြုပြီးတော့သူတို့ကခွန်အားယူဖို့ဖော်ပြချင်ပါတယ်ဖျားသခင်ရဲ့တာသနာကကဘာဦးကနေစတာဖြစ်ပါတယ်ကဘာဦးကနေစတာဖြစ်ပါတယ်အစဦး၌ဖျားသခင်ဒီကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဆိုတဲ့ဒီကဘာဦးကျမ်းခန်းကြီး1အငယ်1ကနေစပြီးတော့ဖျားသခင်ကသူ့ရဲ့သာသနာကိုအစပြုခဲ့တာဖြစ်ပါတယ်ဆိုတော့အသင်းတော်အစကဘယ်ကစတယ်လဲအသင်းတော်အစကခရစ်တော်ကဖြစ်ပါတယ်ခရစ်တော်ရဲ့အသွေးတော်ခရစ်တော်ရဲ့ကယ်တင်ခြင်းအမှုတော်ကနေပေးလာတဲ့အသင်းတော်စပြီးတော့တည်ထောင်တဲ့ခရစ်တော်ကနေပြီးတော့ကျွန်တော်ရဲ့အသင်းတော်ကိုစလာခြင်းဖြစ်ပါတယ်အဲ့ဒီကနေစပြီးတော့ခရစ်တော်ရဲ့သာသနာသူရဲ့တပည့်တော်တွေရှင်ပေတရုယောဟန်ယာကုပ်ကနေစပြီးတော့ဒီသာသနာကိုအစပြုလာတဲ့အခါမှာကျွန်တော်နေ့ချင်းသာသနာက1600ကျော်မှာဒါဂျွန်စမစ်ကဥဆောင်ပြီးတော့နေ့ချင်းသာသနာကိုဒါအစပြုခဲ့တာဖြစ်ပါတယ်1600မှာနေ့ချင်းသာသနာကိုကျွန်တော်အစပြုလာတော့ညာလည်းပဲမြန်မာပြည်မှာကျွန်တော်နေ့ချင်းသာသနာက1813ခုနှစ်မှာဆရာကြီးယူဒတန်အားဖြင့်နေ့ချင်းသာသနာကမြန်မာပြည်ကို1813ခုနှစ်မှာအစပြုခဲ့တာဖြစ်ပါတယ်1813ခုနှစ်ဆရာကြီးယူဒတန်အားဖြင့်တောင်တန်းဒေသမြေပြမချသာသနာလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာရှမ်းပြည်အရှေ့ပိုင်းကိုရောက်လာတဲ့သာသနာက1890ပတ်ဝန်းကျင်မှာဒီရှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ကိုအခြေချပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အဖွဲ့ချုပ်၄ခုရှိတဲ့
နောက်ဖန်တာဒနာဝင်းဆိုတဲ့နေရာမှာဒါကျွန်တော်တို့ရဲ့ဒါဝီလီယမ်မက်ကက်ဆီယန်ဆရာကြီးတယ်ရာဖော့တို့ကနေပြီးတော့ဒီစော်ဘွားရှမ်းစော်ဘွားစီမှာတွားပြီးတော့မြင်နေရတွေတောင်းဆိုတဲ့အခါမှာမြို့အစုံမှာရှိတဲ့ဒီနောက်ဖာတာဒနာဝင်းကိုဒီနှစ်ချင်းတာဒနာအတွက်အသုံးပြုခွင့်ကိုပေးတာဒီနေ့ကျွန်တော်တို့အဲ့ဒီနောက်ဖာတာဒနာဝင်းထဲမှာရှိတဲ့အဖွဲ့ချုပ်တွေကဒီကျွန်တော်တို့နှစ်ချင်းတာဒနာအစပြုခဲ့တဲ့ဆရာကြီးတွေရဲ့ပေးခဲ့တဲ့အမွေတွေဖြစ်တယ်ကျွန်တော်တို့ဝယ်ယူထားတဲ့အရာမဟုတ်ဘူးကျွန်တော်တို့ရှာဖွေထားတဲ့အရာမဟုတ်ပါဘူးနှစ်ချင်းတာဒနာဘိုးဘေးတွေကနေလက်စိတ်ကမ်းပြီးတော့ကျွန်တော်တို့ပေးခဲ့တဲ့ဒီမီနေရာကနေစပြီးကျွန်တော်တို့ကိုအမွေတွေပေးထားခဲ့တဲ့အရာတွေဖြစ်ပါတယ်ဒီလိုပဲ1890ကနေဆရာကြီးဝီလီယမ်မက်ကက်ဆီယန်တို့ဆရာကြီးတယ်ရာဖော့တို့ဒါအမေရိကန်တာဒနာပြုဆရာကြီးတွေကတာဒနာကိုလှုပ်ဆောင်တဲ့အခါမှာလာဟူလူမျိုးက1904ခုနှစ်မှာပထမဦးဆုံးယုံကြည်သူအနေနဲ့ဂျရှဲပူတောင်ကဒါနှစ်ချင်းမင်္ဂလာခံယူခဲ့တာဖြစ်ပါတယ်အခါလူမျိုး1906ခုနှစ်ခုနှစ်မှာဒီဆရာကြီးနိုးဝေရဲ့အဖေကနေပြီးတော့စားပြီးတော့ဒါနှစ်ချင်းမင်္ဂလာခံယူခဲ့တာတာဒနာကိုစခဲ့တယ်ဆိုတာကျွန်တော်တို့ဒါတမိုင်းကြောင်းလေးနည်းနည်းလေးဖော်ပြချင်ပါတယ်ဒါကြောင့်မြန်မာပြည်ရဲ့တာဒနာအစကဘယ်သူလဲဆိုလို့ရှိရင်ဆရာကြီးယူဒတန်ဖြစ်တယ်နှစ်ချင်းတာဒနာကျွန်တော်ရှမ်းပြည်ကိုရောက်လာတဲ့နှစ်ချင်းတာဒနာကဆရာကြီးဝီလီယမ်မက်ကက်ဆီယန်နဲ့ပြီးတဲ့အခါမှာဆရာကြီးတယ်ရာဖော့နဲ့ပြီးတဲ့အခါမှာဆရာကြီးပေါလူဝစ်တို့ဖြစ်ပါတယ်ဆိုတာဖြစ်ဒါကျွန်တော်တို့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ရှမ်းတွေဝါတွေအာခါတွေလာဟူတွေရဲ့ပထမဦးဆုံးသောတာဒနာအစဖြစ်ခဲ့တယ်ဆိုတာဖော်ပြချင်ပါတယ်အဲ့ဒီကနေစပြီးတော့ဒီနေ့အဲ့ဒီဆရာကြီးတယ်ရာဖော့ကနေစပြီးတော့တာဒနာလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာဒီနေ့ဆရာထွန်းကျော်နော်ဒီနေ့ကျွန်တော်တို့ရဲ့ဗချေရဲ့ဒါပထမဦးဆုံးတာဒနာရောက်ရှိလာတဲ့ဆရာကြီးထွန်းကျော်ကနေဒီတာဒနာမစ်ရှင်တာဒနာပြုတွေဆေလွတ်တဲ့ဒီဗချေကိုဆေလွတ်ပြီးတော့တာဒနာရဲ့အစဒါဖြစ်လာခဲ့တယ်ဆိုတာဒါတမိုင်းကြောင်းလေးနည်းနည်းလေးပြန်ပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ရှေးဘိုးဘေးခေါင်းဆောင်တွေရဲ့စက္ကအစီခံခြင်းသူတို့ရဲ့တာဒနာပြုခြင်းအားဖြင့်ဖြစ်တည်လာတဲ့အခါအဖွဲ့ချုပ်ထဲမှာပထမဦးဆုံးတော့အသင်းတော်လို့ပြောလို့ရတဲ့ဒီဘချေနှစ်ချင်းအသင်းတော်မှာနှစ်တရာပြည့်ဂျူဘလီပွဲကိုကျင်းပပြုလို့ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဂျေဇုတော်ချီးမွမ်းခြင်းပဲဖြစ်ပါတယ်ဘိုးဘေးတွေဒီလောက်ထိဆက်ကပ်ပြီးအခုနပြောတဲ့ဆရာကြီးတွေတဆင့်ပြီးတဆင့်ကျွန်တော်တို့ကိုကောင်းမှုတဲ့လမ်းပေါ်မှာကျွန်တော်တို့မတိုးတက်တဲ့တောင်ပေါ်ဒေသကရှမ်းတွေလာဟူတွေအာခါတွေဝါတွေနော်ပစိုးတထဲအင်ဂျီတထဲနေခဲ့ရတဲ့နေရာတွေဘဝနေစပြီးတော့တိုးတက်လာအောင်ကြီးထွားလာအောင်ဖွံ့ဖြိုးလာအောင်လှုပ်ဆောင်ခဲ့တဲ့တာဒနာပြုဆရာကြီးတွေရဲ့စက္ကအစီခံခြင်းကိုကျွန်တော်တို့ကဒီနေ့ဂျေဇုတင်တယ်လို့ဖော်ပြရင်းနဲ့ဂျေဇုတော်ချီးမွမ်းနေခြင်းပဲဖြစ်ပါတယ်။ဟိုဆာလံ106ခုထဲမှာကျွန်တော်တို့ရွေးချယ်ထားတဲ့ဆာလံ106မှာကျွန်တော်တို့အပေါ်မှာဘုရားသခင်ပြုထားတဲ့အံ့ဩဖွယ်ရာအမှုအရာတွေကိုရေတွက်လို့မကုန်နိုင်အောင်များပြားလွန်းလာပါတယ်။ပြောလို့မကုန်နိုင်အောင်ခုနကျွန်တော်တို့ဆရာကြီးအဖို့တရာရဲ့မြင်းလာတားလာကြာဒါကပြောတဲ့ဟာပြောလို့မကုန်နိုင်တော့တားမြတ်ဆရာတို့ခဏနားပါဦးပြောရတဲ့အထိကိုပြောဆရာတွေအများကြီးရှိတယ်ဆရာတို့လည်းပြောချင်တဲ့အရာတွေအများကြီးရှိမယ်အခါဖွဲ့ချုပ်တို့လည်းပြောဆရာတွေအများကြီးရှိမယ်ပြောလို့မကုန်နိုင်အောင်မတန်တယ်လို့မကုန်နိုင်အောင်ဒီနေ့တရားအဲမှာဖြစ်ပြလာတဲ့အရာတွေကိုကျွန်တော်တို့ကတစ်ခုပြီးတစ်ခုရေတွဲပြီးတော့ဘုရားသခင်ကိုဒီနေ့ကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်နိုကျိုးစွာနှိမ့်ချစွာဘုရားသခင်ရှေ့မှာကျေးဇူးတင်နေခြင်းတာဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းခြင်းရစ်တယ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့ရစ်ဖြစ်တယ်ဆာလံ90အငယ်23ထဲမှာဖော်ပြထားပါတယ်ဘာကြောင့်ဘုရားသခင်ကဒီလောက်များတဲ့ကရင်လူမျိုးထဲမှာအဘိုးတရာထူးကျော်ကိုရွေးရတယ်လဲကျွန်တော်စဉ်းစားဖို့လိုတယ်ဘာကြောင့်အဘိုးတရာထူးကျော်ရောက်
ရောက်လာတဲ့အခါမှာဘာလို့ဘာချီရဲ့အသင်းတော်ကိုဖယားသခင်ကပို့ဆောင်ပေးတယ်လဲတခြားအခါတွေမရှိဘူးလားတခြားရွာတွေမရှိဘူးလားဘာကြောင့်ဒီရွာကိုရွေးရတယ်လဲ This is not accident ဒါတိုက်ဆိုင်မှုမဟုတ်ဘူးဖယားသခင်ကတေချာစီမံဆောင်ရွက်ထားတဲ့အရာဖယားသခင်ရဲ့စီမံချက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ယောသားစွာကိုခံပြီးတော့ယေရှုတော်ချီးမွမ်းနေခြင်းဖြစ်ပါတယ်ဆိုတာအောင်ဘွယ်ကကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အင်မတန်မှကောင်းမြတ်တဲ့ဘုရားသခင်ဒီနေ့ကျွန်တော်တို့အခါလူမျိုးထဲမှာဘာချီရဲ့လူရွာလေးထဲမှာလာပြီးတော့လူမျိုးမတူဘာတာမတူစကားမတရွာထဲမှာလည်းမနေရရွာပြည်မှာတဲထုတ်ပြီးနေရတဲ့ဘဝကျွန်တော်ဒီနေ့စဉ်းစားမှာကျွန်တော်တခြားရွာမှာတွားလည်မယ်ဆိုလို့ရှိရင်ရွာထဲမှာပေးမဝင်ရောအပြင်မှာပဲဒီညအိပ်ပါဆိုဘယ်လိုနေမလဲပြမယ်လို့ပြောမဲ့လူတွေကြီးပဲအေးမရွာလဲဝေခိုင်းရေလဲမတိုက်ဒီရွာဘာရွာလဲပြန်တော့မယ်အဲ့ဒီစိတ်ထားနဲ့ပြန်မှာကျွန်တော်တို့ဆိုရင်မဟုတ်ဘူးလားဟိုအဖို့ရာသူမြို့ပြည်မှာတဲမရှိလဲတိပြောင်းမှာနေမှာပဲပထမဆုံးညကတော့ဘယ်လောက်ခက်ခဲမလဲနေပူမိုးရောင်မဆောင်ဒီအရာတွေကိုကျွန်တော်စဉ်းစားပြီးတော့ဒီအဖို့တရာထွန်းကြော်ကနေဖြစ်တည်လာတဲ့အရာတွေကနေစပြီးကျွန်တော်တို့ဒီနေ့ဖြစ်တည်လာတဲ့နေ့တရားတော်တွင်းထဲမှာကျွန်တော်ရရှိလာတဲ့အတီးပွင့်တွေတခုပြီးတခုရေတွက်ချီးမွမ်းပြီးတော့ဘုရားသခင်ရဲ့ဂလောခမလို့ပြောနေတဲ့အရာဖြစ်တယ်အဲ့ဒီနေ့အဲ့ဒီအချိန်ခါမှာအဖို့တရာထွန်းကြော်တာဒီပန်းချရဲ့ရွာကိုမရောက်လာဘူးဆိုရင်ကောဘယ်လိုဖြစ်နေမလဲပေါ့ဆရာကြီးဦးနိုးဝေလည်းအဲ့လိုဖြစ်နိုင်အောင်မလားစဉ်းစားဖို့လိုတယ်ကျွန်တော်အယောက်80ကျော်ရှိတဲ့ဆယ်တန်းအောင်တဲ့လူကောအဲ့လောက်ထိရှိချင်မှရှိမယ်ဖြစ်ချင်မှလည်းဖြစ်မှာဆိုတော့ဒါတွေအားလုံးကကျွန်တော်တစ်ခုပြီးတစ်ခုရေတွက်ချီးမွမ်းတဲ့အခါမှာဖခင်ရဲ့အောင်းပွေရမှုရာကဒီနေ့ကျွန်တော်ဖတ်ချရဲ့အတင်းတော်ပေါ်မှာအခါနှစ်ချင်းအဖွဲချုပ်ပေါ်မှာဖခင်ရဲ့ကောင်းကြီးမင်္ဂလာကအစကနေဘုရားသခင်ကတေချာရွေးချယ်ပြီးစီမံဆောင်ရွက်ထားတဲ့အရာဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေ့ကျွန်တော်တို့ကနှလုံးသွင်းပြီးတော့ဒါအရာအလုံးအတွက်ဘုရားသခင်ကိုကျွန်တော်တို့ဒီနေ့ယေရှုတင်နေခြင်းတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပထမချက်ခွန်အားပေးခြင်းပါတယ်ဒုတိယချက်အနေနဲ့ခုနကျွန်တော်တို့ဟေဘရဲခန်းကြီး6အငယ်1ကနေနေကနေဖော်ပြတဲ့အခါမှာနှစ်တရားအလုံးမှာကျွန်တော်တို့ဖတ်ချရဲ့နှစ်ချင်းအသင်းတော်ဒါမှမဟုတ်အခါနှစ်ချင်းခရစ်အဖွဲ့ချုပ်မှာရှိနေတဲ့အသင်းတော်များစုံလင်တဲ့အသင်းတော်အဖြစ်တို့ရောက်ဖို့ရန်အတွက်ကျွန်တော်တို့ဘယ်လိုဆက်လက်တည်ဆောက်သွားကြရမလဲခွန်အားယူဖို့ဖြစ်ပါတယ်ဟေဘရဲ6တိနေ့ကကျွန်တော်တို့ဘာဖော်ပြထားတယ်လဲဆိုတော့ယုံကြည်သူတူးချင်းစီတည်ဆောက်သွားမယ်ဝိညာဉ်အသက်တာကိုဖော်ပြနေခြင်းဖြစ်တယ်ဒီမှာဘာဖော်ပြထားတယ်လဲဆိုလို့ရှိရင်ငါတို့ဒီပြန်၍မတည်ပဲခရစ်တော်ဤဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာကိုထား၍စွန့်လင်သောအဖြစ်တို့တဲ့ကြကုန်ဆိုတဲ့တဘောကဘာလဲဆိုလို့ရှိရင်ဒီကျမ်းစာထဲမှာကျွန်တော်တို့ဖော်ပြတဲ့အရာကဘာလဲဆိုတရားနုကိုတရားနုလေးအသက်တာနုတဲ့အသက်တာနုလေးတွေကိုထားခဲ့ပြီးတော့အသက်တာရင့်ကျက်တဲ့အသက်တာကိုတိဆောက်သွားဖို့စုံလင်တဲ့လူဖြစ်ဖို့ဒီအသင်းတော်ကရွေးချယ်ထားတဲ့ဟေဘရဲ6အခန်းကြီး1နှစ်ထဲမှာဖော်ပြနေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာကတဲ့မရင့်ကျက်တဲ့အသက်တာနဲ့အသက်ရှင်ဖို့မဟုတ်ပဲနှစ်တရားဆိုတဲ့အတော်အတွင်းထဲမှာကျွန်တော်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာအများကြီးဖခင်ရဲ့ဖော်ပြထားတဲ့အရာတွေကျွန်တော်အများကြီးရရှိခံစားပြီးတဲ့အခါမှာဆက်လက်ပြီးတော့နှစ်တရားအလုံးမှာကျွန်တော်ယုံကြည်သူတယောက်ချင်းစီရဲ့အသက်တာကစုံလင်တဲ့အသက်တာကိုတိုးပြီးတော့ဆက်ကတည်ဆောက်သွားဖို့ဖြစ်တယ်ဆိုတာဖော်ပြထားတာဖြစ်ပါတယ်တရားနုမရင်ကျဲတဲ့အသက်တာဆိုတဲ့အရာကဘာနဲ့ခိုင်းနိုင်ထားတယ်လဲဆိုလို့ရှိရင်နှုတ်ဆုပ်တဲ့အရွယ်နဲ့ခိုင်းနိုင်ထားတာဖြစ်ပါတယ်ကလေးငယ်တယောက်နှုတ်ဆုပ်တဲ့အရွယ်အမေရဲ့နှုတ်ကိုပဲဆုပ်ပြီးတော့သူကကြီးထွားလာတဲ့အရာကိုပြောတာ
ဒါကဘာလဲဆိုလို့ရှိရင်ဖယားသခင်ကငါ့ကိုချစ်တယ်ဖယားသခင်ကငါ့ကိုပဲကောင်းကြီးပေးတယ်ဖယားသခင်ကငါစကားဖယားကိုပဲငါချစ်တယ်ငါဆိုတဲ့မိမိအတ္တကိုအခြေပြုတဲ့ခရိယာတက်တာကိုအတွက်ပဲဥစားပေးပြီးတော့တည်ဆောက်တဲ့အသက်တာကိုနှုတ်ဆုပ်တဲ့အရွယ်မရင်ကျဲသေးတော့ခရိယာအသက်တာလို့ဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အသင်းတော်ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဘုရားသခင်ကကောင်းမြတ်တယ်ဘုရားသခင်ကိုချီးမွမ်းတယ်ဘုရားသခင်ကိုကောင်းချီးပေးပါဘုရားသခင်ငါ့ကိုချမ်းသာခွင့်ကိုပေးပါဘုရားသခင်ငါ့ကိုပို့ပြီးတော့ချမ်းသာခွင့်ကိုပေးပါဘုရားသခင်ငါ့ကိုလိုလေသိမရှိအောင်ထားပေးပါကျွန်တော်တို့ဆုတောင်းချက်ကနေစပြီးတော့ကျွန်တော်တို့ငါကိုပြောတဲ့အရာတွေအားလုံးကမရင်ကျက်တဲ့ခရိယာတက်တာဖြစ်တယ်လို့ဒါကျွန်တော်တို့ကိုဖော်ပြနေခြင်းဖြစ်ပါတယ်ချမ်းသာဖို့ချမ်းသာဖို့တိုးတက်ဖို့အောင်မြင်ဖို့ပဲတောင်းလျှောက်နေတဲ့လူတွေကနှုတ်ဆုပ်တဲ့အရွယ်မတိုးတက်တဲ့အရွယ်ဆိုတဲ့အရာဒီမှာကျွန်တော်တို့ဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီရှင်ပေါလုဟေဘရဲကိုရေးတဲ့အသက်တာမှာစုံလင်တဲ့အသင်းတော်စုံလင်တဲ့အသက်တာကဘာလဲဆိုစုံလင်တဲ့အရွယ်ရင့်ကျက်တဲ့အသက်တာကကိုရက်တီအသက်ရှင်တဲ့အသက်တာကဘာလဲဆိုသူတစ်ပါးရဲ့အကြောင်းကိုစဉ်းစားပြီးတော့အသက်ရှင်တတ်တဲ့အသက်တာကိုယ့်ရဲ့အသင်းတော်အတွက်ပဲစဉ်းစားပြီးတော့ဖြစ်တည်နေတဲ့မဟုတ်ဘဲနဲ့တခြားအသင်းတော်အတွက်ပါစဉ်းစားပြီးတော့အသက်ရှင်တဲ့အသင်းတော်အဖြစ်တိုးတက်ပြီးတော့တိဆောက်သွားဖို့နှစ်တရာအလုံးမှာဖော်ပြခြင်းပါတယ်ကျွန်တော်တို့လူမျိုးဆွဲရှိတယ်အသင်းတော်ဆွဲရှိတယ်လူမျိုးဆွဲရှိကြတယ်အဲ့ဒီအဆွဲတွေကိုကြော်လွန်ပြီးတော့တခြားလူတွေအတွက်ပါတခြားဘာသာတွေအတွက်ပါတခြားလူမျိုးအတွက်ပါကျွန်တော်တို့ကထက်သွင်းစဉ်းစားပြီးတော့ဒီကမ္ဘာပေါ်မှာရှိတဲ့ကျွန်တော်တို့အင်းကြီးနာချင်းတွေအားလုံးကအတူတူပဲလားဒီနေ့ကျွန်တော်တို့မြန်မာပြည်မှာခံစားနေရတဲ့အရာအားလုံးလဲကျွန်တော်တို့အတူတူကခံစားနေရတဲ့အရာတွေဖြစ်တယ်ဒီထက်မှကျွန်တော်တို့အတူတူကထွေးပွေပြီးတော့တူထွေးပွေပြီးတော့တူလက်ကမ်းကြိုဆိုပြီးတော့ကူညီချင်းအပြင်ကျွန်တော်ရဲ့အသက်တာကိုကျွန်တော်ရဲ့အသင်းတော်ကိုထပ်ဆင့်ပြီးတော့တည်ဆောက်သွားဖို့ရင်ကျက်တော်စုံလင်တော်အသင်းတော်အဖြစ်ကျွန်တော်တို့ကိုဖော်ပြနေခြင်းဖြစ်ပါတယ်စုံလင်တဲ့အသင်းတော်ဆိုတာတဲ့နှုတ်ကပတ်တရားတမန်တရားအတိုင်းအသက်ရှင်ခြင်းဖြစ်တယ်လှုပ်ဆောင်ခြင်းဖြစ်တယ်လက်တွေ့အသက်တာမှာလက်တွေ့အကောင့်ထဲပေါ်ခြင်းဖြစ်တယ်ခက်ခဲတဲ့အခြေအနေမှာဘုရားသခင်အလိုတော်ဘယ်လိုရှိတယ်လဲဆိုတဲ့ဟာကိုကျွန်တော်အတူတူကရှာဖွေမယ်အမားနဲ့အမှန်အတုနဲ့အစစ်ကိုကျွန်တော်ခွဲခြားမယ်တမန်တရားအတိုင်းကျွန်တော်ကအသင်းတော်မှာမရပ်တည်ပြီးတော့အသက်တာကိုဆက်လက်ပြီးတော့စုံလင်တဲ့အသက်တာကိုတည်ဆောက်သွားဖို့ဖြစ်ပါတယ်ဒီနေရာမှာနှစ်တရာပြည့်ဂျူဘလီပွဲတော်ကြီးမှာမလုံမဖြစ်တဲ့အရာတစ်ခုရှိပါတယ်။ဘာလဲခွင့်လွှတ်ခြင်းဖြစ်ပါတယ်။နှစ်တရာပြည့်လာပြီအသင်းတော်ထဲမှာပါချီရဲ့နှစ်ချင်းအသင်းတော်ထဲမှာရှိတဲ့ယုံကြည်သူတဦးချင်းတိုင်းမိသားစုချင်းတိုင်းမိသားစုထဲမှာရှိတဲ့လူတွေကိုကျွန်တော်တို့တဦးနဲ့တဦးခွင့်လို့ဖို့အချိန်ဖြစ်တယ်ဂျူဘလီကြီးရဲ့ဆိုတာဒီဖက်အင်းနဲ့ဟိုဖက်အင်းမတက်တဲ့အရာကိုဒီနေ့လက်ဆက်နှုတ်ဆက်ရမယ့်အချိန်ဖြစ်တယ်ဂျူဘလီဆိုတာစကားမပြောတာနေ့30ရှိပြီနေ့20ရှိပြီဒီနေ့ပြန်ပြောရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့အသင်းတော်မှာအဲ့လိုမျိုးတဦးနဲ့တဦးခွဲခြားဆက်ဆံတဲ့အရာတွေရှိဒီနေ့ကျွန်တော်ဖျားရှိလူရှိမှာဖော်ပြပြီးတော့ပြန်ပြီးတော့လက်ဆက်နှုတ်ဆက်ပြီးတော့အသက်တာအတိတ်ကိုဆက်လက်ပြီးတော့ဒီဆောက်သွားဖို့ဂျူဘလီရဲမှာဒါလုပ်ရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်ပါချီရဲ့နေ့ချင်းတင်းတော်မှာရှိတဲ့ယုံကြည်သူတာသမီတွေညီကောင်မောင်နှမတွေမခေါ်မပြောတဲ့လူတာရှိရင်ခေါ်ပါပြောပါခွင့်လို့ပြီးတော့ကျွန်တော်ဂျူဘလီအလုံးမှာအားလုံးစီလုံးနဲ့ညင်ညွတ်နဲ့ဖျားပေးတဲ့အသက်တာထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့အသက်ရှင်ဖို့ရန်အတွက်ဒုတိယအချက်အနေနဲ့ကျွန်တော်ဖော်ပြလိုပါတယ်တတိယအချက်အနေနဲ့ပုံမူပြည့်စုံတဲ့အသင်းတော်ရဲ့တာသနာလုပ်ငန်းကိုဆက်လက်ပြီးတော့တိုးပြီးတော့ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်နှစ်ချင်းတာသနာကအုတ်တုံ
တာသနာဖြစ်တယ်1813ခုနှစ်မှာဆရာကြီးယူဒတာရောက်ရှိလာတဲ့နောက်ပိုင်းတာသနာလုပ်ငန်းကိုဆောင်ရွက်ကယ်တင်ခြင်းလုပ်ငန်းကိုဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းကိုလုပ်တယ်ပြီးတဲ့အခါမှာနှစ်ချင်းတာသနာကဘာလုပ်တယ်လဲဆိုလို့ရှိရင်ကျောင်းတွေဖွင့်တယ်မစ်ရှင်ကျောင်းဆေးရုံတွေဖွင့်တယ်ကျွန်တော်တို့ဒီနေ့နောက်ဖာတာသနာဝင်းထဲမှာအများကြီးမကြည့်ဘူးနောက်ဖာတာသနာဝင်းထဲမှာကြည့်တဲ့အခါမှာအထက်က3ဒါကသာသနာကျောင်းဖြစ်တယ်ပြီးကျွန်တော်အခါလာဟုကအခုဘော်ဒါဖွင့်နေတဲ့နေရာကဆေးရုံဖြစ်တယ်လာဟုအဖွဲ့ချုပ်အတွင်းမှုနေတဲ့နေရာကဆေးရုံအုပ်နေတဲ့နေရာဖြစ်တယ်ဆိုတော့သာသနာလုပ်တဲ့လုပ်ငန်းဆိုတာကျွန်တော်ရှေးဘိုးဘေးကချမှတ်ထားတဲ့အရာတွေကလူတူးချင်းစီအတွက်လိုအပ်တဲ့လူမျိုးတစ်မျိုးချင်းစီရဲ့လိုအပ်ချက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လိုအပ်တဲ့အရာကိုလှုပ်ဆောင်တဲ့အရာမှန်တမျှသာသနာလုပ်ငန်းဖြစ်တယ်လို့နေ့ချင်းသာသနာထဲမှာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။နတ်ခမ်းမှာမူဆယ်နတ်ခမ်းမှာကျွန်တော်ဆေးရုံရှိတယ်။မော်လမြိုင်မှာအနူဆေးရုံရှိတယ်။အနူသာသနာလုပ်ငန်းကိုဆောင်ရွက်တာစိုက်ပျိုးရေးတို့ပညာရေးတို့ဒါမွေးမြူရေးတို့ဂျာမန်ရေးအစအုတ်တုံသာသနာကိုနှစ်ချင်းသာသနာကနေစပြီးတော့လှုပ်ဆောင်ခဲ့တာမြေမော်လမြိုင်ဆိုကျွန်တော်ရောက်ခဲ့တဲ့အခါမှာဒီ mission ကျောင်းတွေအများကြီးပဲအမှအစိုးရတင်သွားတာပြီးတော့ပေါင်ဝယ်မှာကျွန်တော်တို့ရှိတယ်အရင်တော့ထက်တန်းကျောင်းအဲ့ဒါလေသာသနာကျောင်းတွေဖြစ်တယ်ဆိုတော့သာသနာအစပြုတဲ့အရာမှာလှုပ်ဆောင်ခဲ့တဲ့သာသနာလုပ်ငန်းတွေကအင်မတန်မှဒါခြေပြန့်တဲ့အရာတွေဖြစ်တယ်ဒါကိုလက်ဆင့်ကမ်းပြီးတော့ကျွန်တော်တို့ဒီနေ့လှုပ်ဆောင်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းပြီးတော့လာမယ့်နေ့တရားလုံးမှာကျွန်တော်တို့ပါချီရဲ့အတင်းတော်အခါနှစ်ချင်းခရိယာအဖွဲ့ချုပ်ပို့ပြီးတော့ဒီအုတ်တုံသာသနာလုပ်ငန်းကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ကိုခွန်အားပေးနေတာအမိတ်ပေးနေတာဖြစ်တယ်ကျေးဇူးတော်ချီးမွမ်းပြီးတော့နေ့တရားပြည့်ပြီကျေးဇူးတော်ချီးမွမ်းပြီးပြီလို့ချီးမွမ်းပြီးတော့ပြီးသွားတာမဟုတ်ဘူးဆရာအာရုံဒါအစဖြစ်တယ်ဒါပိုအားဆိုင်တာဖြစ်တယ်လာမဲ့သာသနာလုပ်ငန်းမှာပို့ပြီးတော့ဒီထက်ချီးကျယ်ခမ်းနားတဲ့သာသနာလုပ်ငန်းဘက်ဆောင်တောင်းဆောင်သာသနာလုပ်ငန်းကိုတိုးပြီးတော့ဆောင်ရွက်တော်ဖို့ဖြစ်ပါတယ်ဒီနေ့ကောင်းကြီးရည်တွဲနေတယ်တစ်ခုပြီးတစ်ခုရည်တွဲနေတဲ့ပညာတတ်တွေအများကြီးဖြစ်လာတဲ့ကျွန်တော်ညှို့ချရေးမှုအထိကျွန်တော်ချီးမြှောက်ပေးတဲ့ဒီအသင်းတော်ကဖခင်ရဲ့ blessing ကဘယ်လောက်ကြီးတယ်လဲဆိုအဲ့ဒါကိုကြည့်ပါတကယ်ဆိုဆရာကြီးဦးနှဝေတခြားအသင်းတော်ကဖြစ်နိုင်တယ်လေဘာလို့ဒီနေရာမှာဒီနေ့ညှို့ချရေးမှုဖြစ်လာရတယ်လဲခုနကျွန်တော်ပြောတဲ့ဒါတိုက်ဆိုင်မှုမဟုတ်ဘူးဒါတွေကဒါပထမဆုံးအခါနှစ်ချင်းအသင်းတော်ဖျားသခင်ကောင်းကြီးပေးတဲ့အရာဖြစ်တယ်ရေတွက်ကြည့်ပါတခြားအသင်းတော်နဲ့တခြားအသင်းတော်တွေနဲ့ကျွန်တော်တို့ကွဲပြားခြားနားတဲ့အရာတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကြီးတစ်ခုပြီးတစ်ခုကျွန်တော်ရေတွက်တထေးတွေဘယ်နှယောက်ရှိမလဲမသိဘူးဒီနေ့ဒီနေရာမှာအရုံကအဲ့ဒါမဖော်ပြဘူးသူရဲ့တထေးတွေဘယ်နှယောက်ရှိတယ်ဆိုတော့မပြောဘူးသူကပညာတတ်ဒီလောက်ပဲရှိတယ်ဆိုတဲ့ဟာပြောတထေးတွေလည်းအများကြီးရှိမယ်ရာဘာချန်ပိုင်ရှင်တွေရှိမယ်ဟာဒါတခြားပိုင်ရှင်ပါတွေရှိဦးမလဲမသိဘူးကော်ဖီချန်ပိုင်ရှင်ကော်ဖီဆိုင်ပိုင်ရှင်တွေလည်းအများကြီးရှိမှာနိုင်ငံခြားရောက်သွားတဲ့ယူရီးယားရောက်သွားတဲ့လူတွေအများကြီးရှိမှာဖြစ်မှာတခုပြီးတခုရည်တွက်ကြည့်ပြောလို့မကုန်နိုင်အောင်ကြီးမားလွန်းလာတယ်ဒီနေ့အဲ့ဒါတွေကိုကျွန်တော်တို့ကရည်တွက်ချီးမွမ်းရင်းမဲ့လာမယ့်အသက်တာမှာဒီထက်ပိုပြီးတော့ကျေးဇူးတော်ချီးမွမ်းစရာဖြစ်အောင်ကြိုးစားကြရအောင်ကြိုးစားကြဖို့ဖြစ်ပါတယ်ဒီနေ့ချစ်တော်ညီကိုမောင်နှမများခင်ဗျာအာခါနှစ်ချင်းအဖွဲ့ချုပ်ထဲမှာပထမဦးဆုံးအာခါနှစ်ချင်းအသင်းတော်ဖြစ်ရတဲ့အခွင့်အင်မတန်မှထူးခြားပါတယ်ဒီတာဦးရဲ့ blessing ကိုအခြားလူတွေကိုမပေးပါနဲ့ဆရာအရုံအသင်းတော်ပါချီအသင်းတော်ဒါတာဦးရဲ့တာဦးဖြစ်တယ်တာဦးအသင်းတော်ဆိုတာလေပထမဦးဆုံးတော့အသင်းတော်ကိုတာဦးလို့ပြောတာဘာနဲ့မှမလဲပါနဲ့
ယာကုအေးတော်လိုမျိုးဟိုပဲဟင်းတစ်ခွက်နဲ့အလဲမလုပ်ပါနဲ့အဲ့ဒီတာဦးရဲ့ယာထုကိုကောင်းကောင်းမွန်မွန်စုပ်ကင်ထားပြီးတော့အာခါနစ်ချင်းခရိယာအဖွဲ့ချုပ်ရဲ့တာသနာကိုဥဆောင်ပါကျွန်တော်ပြောချင်တယ်ဒီလောက်ကြီးတဲ့အတင်းတော်အခါထဲမှာမရှိဘူးလေအခါအတင်းတော်ထဲမှာပထမဆုံးတော့အခါတင်းတော်ဆိုတာအကူကြီးအဖအယာဒီအတင်းတော်ကနေအခါနစ်ချင်းတာသနာကိုဆက်လက်ပြီးတော့ဥဆောင်သွားဖို့လိုတယ်အလူငွေတွေအများကြီးပေးပါအခါဖွဲ့ချုပ်ကိုတာသနာပြုတဲ့နေရာမှာအများကြီးထောက်ပံ့ပါဒီတင်းတော်ကဒါကိုလုပ်ဖို့အတွက်ဘုရားသခင်ရွေးချယ်ပြီးကောင်းကြီးပေးထားတာဖြစ်တယ်ကိုအတွက်မဟုတ်ဘူးကိုပတ်ချရဲ့အတင်းတော်အတွက်ပဲမဟုတ်ဘူးဒီမှာရှိနေတဲ့အတင်းသူအတင်းသားများဒီမှာရှိနေတဲ့အလူငွေတွေအားလုံးဒီမှာရှိနေတဲ့အရာတွေအားလုံးကပတ်ချရဲ့နေ့ချင်းအတင်းတော်တစ်ခုအတွက်တာမဟုတ်ဘဲနဲ့အခါနေ့ချင်းတာသနာတစ်ခုလုံးအတွက်မြန်မာပြည်နေ့ချင်းတာသနာအတွက်ဒါတွေကိုကျွန်တော်ပါဝင်ဆက်ကပ်ပြီးတော့တာသနာကိုလှုပ်ဆောင်သွားဖို့ဖြစ်တယ်ဆိုတာဒါဘုရားကကျွန်တော်တို့ရွေးချယ်ထားတာအလကားမဟုတ်ဘူးနော်ဣတိလလူမျိုးဖြစ်လာဖို့အတွက်လူမျိုးတွေအများကြီးရှိတဲ့နေရာမှာဘာလို့ဣတိလလူမျိုးကိုရွေးချယ်ရတယ်လဲကျွန်တော်စဉ်းစားဖို့လိုတယ်လူမျိုးအများကြီးရှိတဲ့နေရာမှာလူမျိုးမရှိတဲ့ဣတိလလူမျိုးဖြစ်လာမယ်လို့ပြောပြီးတော့ယာကုပ်ကနေကောင်းကြီးပေးပြီးဖြစ်လာတဲ့ဣတိလလူမျိုးဘုရားရဲ့ကောင်းကြီးရွေးချယ်ထားတဲ့လူမျိုးတော်ဒီနေ့ကျွန်တော်တို့အခါလူမျိုးထဲမှာဘာချီရဲ့အတင်းတော်ကိုရွေးချယ်ထားတာအလကားမဟုတ်ဘူးအခါနှစ်ချင်းအတင်းတော်တွေအားလုံးဘက်ဆုံတောက်ဆုံတိုးတက်အောင်မြင်ဖို့အတွက်ဘက်ဆုံတာသနာလုပ်ငန်းကိုဆက်လက်ပြီးဥဆောင်ပြီးဘုရားသခင်ရဲ့ဘုန်းတော်ကိုအတူတကွထင်ရှားကြရအောင်ဒီနေ့နှစ်တရားပြည့်ဂျူဘလီတက်ရောက်လာကြတဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းဖော်ပြချင်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရှိရဲ့ကောင်းကြီးမင်္ဂလာတက်ရောက်ပါစေတော့အာမင်ဂလိုဟမဒီဖဒူဒမီယေဒေါခွန်တာလေနဲ့အဒမပတ်ချေခလီသာအမှုမေဟုဖောမီယေနုမချာလွယ်ခုမွန်လေညာနေကတူမီယေနဲ့ချစ်တော့ရာယောအယူပြေကကောရာဘိနေလာဆလာလွန်ကလာဟုမာမီယေကလာဘီလူအဆဆာယကလာမရေနိချာဝချတ်တူမြာလောအကောနေအဒမဆွေဆာလိုအလွန်အဲလွယ်အလားအင်းနောနာဂျီမဲအလားညူနိုချီတီပိုကလွန်ရှောက်ကြတဲ့ငါလောလားတမင်းနဲ့အိုခေါင်းနဲ့အဒီမှာအဆဆန်ငယ်ကနီဤခါညူအဇမ်လာခွေဟာခွေရချာကသူအညာပြုံမဲတမင်းနဲ့ပါစာခါလဇာအမူဟုတ်ဘဘီခါလဇာအမူတီမူဆိုင်တီမူမီယံဂျာချေကတူမရှိဖို့ဒူလာအောဟဂျီနာသာသာမောအယံပြုတ်မဲလောတမင်းနဲ့အစင်တင်းအဒီမှာအယံယောဇဘောလာခွေလမ်ခါလော ဟ
Pei chana shone lao pasa khalizamu ho babi khalizamu galahuma mie galabilu nyuayama tharu thama ayam pyome Hala konya la komari no ma yo me la ji nga me la ko the jon ne la lo de a jo ko ma la be na ma be ga mie pa da de tha tha ma a je mia mi ne nga ma nyu a ji nga ma jo anu ji tho ya wa ji le to jo ma to mi ne la nyi pho ne bi pha ge do the bi ma ti nga le ngna sala lo Dr. Chowin bị các tụi mày giờ mà cho nhưng mà lần này giờ các tiền năm 15 lên chân thảm ấy, giờ này giờ các con tìm đô la này, giờ các mà đối số mình này, giờ thì chuẩn bị hoa, hồi giờ giờ chuẩn này làm thế rồi là, mình nói ngã cú này giờ em ấy, chỉ lúa lên, ngã thì chỉ mà lúa lên này li, ngã mà giờ hoa cái này giờ hoa trồng cái sao lên, tôi nhà lên mà ngã nó có sinh nhà mà lên lúa mà nó lên, giờ phía thì xe bị nhà lên tôi na bị ở đó chắc khá được thì sẽ nên ngã thà lên này nhà giờ bị à, thế mình này, giờ này thì cho mình bị hoa công phu lên mà bị phăng à, lên thì cho mình bị hoa, giờ bố bị phăng à lên nữa này giờ mà cho họ, giờ dùng ông phải được cho mình, giờ manager được cho mình thế mình này, abu thì bố hoa tami đi, rồi cho với cô gia tami giờ lên khám mình vào, rồi bây giờ xe kinh doanh tụi lên bắt đầu tao lùi tháp vào đấy, rồi đó sẽ gì rồi tao tao cho với cô gia bọn nó tụi công chụp bút đấy cho nó bị đấy mặt thằng chụp vào đấy công chụp lên mặt chụp vào lấy câu tivi ảo thế lấy câu tivi ảo nào bây giờ ta sẽ đem về qua tập phải đấy rồi lấy xe u kinh doanh u lấy phi khâu vào đấy công chụp mặt thằng này là yêu bút chụp vào đấy cái là có tên này khác giờ gì ngắm mà phù cho mình này giờ gì đam mồi nhà đam để lá rồi là tôi xin nhắn cái lòng mà nhớ bông ai lần na ubago ho do esta giờ nhà cái lòng cái đó chỉ để yo nghe cơ mà nhà giờ mình này anh ngắm mà chỉ có jubilee nhưng mà thì như chỗ lên ngã lên lù lê lên này giờ Ghana giờ nhà là này ngã thức chỗ nào mà họ trả đủ lo sao vậy giờ nhà đam mồi nhà lên tôi anh nhà chỗ gì cái lên cô xe này ngã cô xe này nhà lên thì bộ đấy là này bị là rồi là giờ nhà chỉ ngã xe lên giờ ai mấy mà như thì xe lên mama na thầm mà chỉ chỉ mẹ ngã ở gì nhà ngã mà chỉ chỉ mẹ đâu na giờ phải cái lần chụp cái gì cái thì mà ta bị làm gì rồi là thầm này ngã chỉ thế này này là cô xe đó tao bị mẹ ngã mà xí mama na chỉ đâu để mà thầm này cái lần rồi cái nhà hơi chỉ này để mà cái này là tôi thằng hơi chỉ là xí ở sao đấy ngã mà phiêu mà u lên mẹ lù ra ngã lên nữa mà cho sao vậy tôi na udu thanyu la khoi ji chu bya yo ho ne me la nyi ji le su ho to lu khama san to lu ayo nya ji ya ne jon ne la me glo zo mai hu nya lo nga ma lua ko lu le sin nya mi ne hu nga nga ma phu jo me nyu a pa sa khali ya mu jo me uba go ho do esta di po du la ne gom pyu le ma ho la ne la le na hu ji ne di po de me le ma do anyu ko ayo malak nya ayo lila tha ji me lo la ayo ni ti se le dam ne la me lo gna zo ma hu nya nga ma ge ji lo ha nyu nga jo lo nyu chu ko ni ayo nya ji ya ha yu mo yu pi la me nya yu ne ma nga ya yu bi yu le ne wa ya nga le ne yu je ji do chu ma le ti yu je da de pi la me lo la ayo nya ne dam ne me le gna zo ma hu nya le yo jo na lu dam ne la me me hu po ji pa ja ji nga si sala ro da ro ba pu na me hu pa yang nga si nga he ke ni hu ma de ni mu ti pu de okay la ko te ne kha la ko te ne kha glan zo mai hu ma mi ya glan mi lu na me le ma anyu ayo ali la tha ji me la la tha nga glan ma de pu glan ma mi ya glan mi me le ma anyu yo jo na lu nga ma mu nga sang e mai gaya ko si nya choba ne la me glang ma ayo ali pi me la ko te ne kha
နာငါမဆရာတော်တို့ပြီးဟန်ညိုစာလို့ဒေါက်တာရောဘတ်ပွန်ဒူလူငါရောချာငါဖြစ်အောင်တော့လားအဘူးဒီဇိုင်နာလှဝင်းနဲ့ကူနေလာမယ်အယောဒီပြောမယူอ่ะအဲ့တော့ကူ57ဖြစ်ဒီနာငါမှုတယ်ယူနေလားအယောတမ်လေးကြီးဆရာတော်တို့အယောကြီးကလွန်ကြောင်းမော်ညာလဲငါမဖူးကလွန်တယ်ငါရဲ့အဘူးရကကလွန်ကြီးအနန္တကြီးမရှိကြိုးခုမဲနဲ့နေသွားတော့လားအဲ့တော့ဒီပြီးငါရောဒီပို့အဘိုးကလွန်ဒီမလေးလာနေဒီပို့လာနေလားနော်နေမနေရှာနေကချီချေကျမမချားခေါနီခရကျော်နာတော့မချူကူနေကဟောနေကယူတော့ကဲလာခေါ်တဲ့ခါအဘူးလာဝင်းပြင်မယ်အဘူးလာဝင်းပြင်မယ်လောင်မနာငါမဖူကျော်နဲ့ဣတုထားတော့ငိုးလဲလာညီဖို့ကျော်တဲ့ကတူလေုံထားကြမှာငါဆောင်ရောနာညွာကျင်မှန်ကျော်လူမယ်အယောမလာကညာခေါနီအယောဇာဒလာကထားမြေတပူလာနေလာယောအယောဟောနီအချောမဒူးလေးနေပြီသားမောင်ပြိုအညီဟေးတီရတာဥချစ်ပါစင်ကာပူဒေါ်လာငါချေမောင်ပြိုတီမူလဲတော့လားငါကြီးပိုကြီးစားလဲမြတို့တီကြီးကြောညာတော့လားကဲဒီပိုလာနေလာယောဂျုံငါလားအကြောင်မဆူကြောသူမလားအော်အနော်အစွာလားဘယ်သူလာရတယ်အမလာညီမလာကဲကလုံမပြပါပေါ်ကျင်မိုင်းကြောက်ခေါ်နေငါယူမယ်ငါယူငါဆောင်အယောညာနေတမ်းနေလာမယ်နာဒေါ်အီဟောဥမဝင်းအကောညူကြောက်လို့မြတ်မေညာကျင်ငါတော့လားမေကညာနာရောပြီးပြန်အနုတဲ့ပြီးခွနေမှာယူတာနာငါအီနခွဲညာကြီးရဒီပိုတူလာနေလာယောနာငါဆောင်းဝေးကြီးဒီပိုတူလာနေလာယောနာယကြီးနာငါချီမနာလေဟောကြီးအရင်ရညာနုရယူထာငါမလာကနာမလာကျင်အားတော့မလာကချွေကျင်ငါဤနခွဲဟောငါဆောင်းဝေးဒီပိုလာနေလာရဘလာငါဤနခွဲငါဆောင်းဝေးငါဤဖောလာတော့ကလာဒီကောတဲ့ညီငါတီကတဲ့ဘုအကကြောကောနီယောဖူလေလဲနေမောငါတော့လားနေမောမြင့်နေပြီနေလာငါဒမ်နေလားအိုးငါဆောင်းလာငါအလောလောဆောင်းဂျင်ငါအလောလောလားကဲလာခေါ်တဲ့နေခါအယောငါလည်းနာအကျူဒီကလူနေရလဲအကျူအချော်လူကြအားနေလေဒီကားမြဖေနောစီညာမဲညာစုမှုပြီလားရောတော့လားသူမြဲကျူတော့မှာရောဟာယူပြီးနေတော့ဘာကညာကလည်းနေမကပြီးနေလာမဲကလမကဲငါဆောင်လာဆောင်အယောဟောနီဘာကြီးဟာကြောက်ကိုနီရောဖူးကာမီနဲ့ဒမ်နေလာမဲကလမနမကဲခမရတဲ့ဂါမအနုကြည်အယံကိုနီကြမီနဲ့တော့လားအယံအချင်းမြုံမီနဲ့ကလမယောနာမြေကလမပြီလို့လက်ကတာယောဂနာလူအောင်ယောပေါ်မှာယောနာလူအောင်မြေကလံဘီလူလဲတချောပူမာတဲ့ငါမလာကချဲလဲငါတိကြည့်မဲညာဤကျူမတော်လူငါလေးလဲအဲချောဂလာကောနီယာလာကချဲမြငါမတော်လူလဲစီညာမြေလောလာကချဲမြမတော်လူကောနီယာမပီတော်လူညာကောနီယာလာကယောချဲညာဂျောတူကြီးမကြာလဲအဲကောနီယာလာကချဲမြလောယူတူကြောတူကြီးမကြာလဲအဲ့ခေါညာငုမဲလေးမကြာငါမရှိညာမြဲအဲ့ခေါလာခချဲဝဲမပြိုညာလောအကြည်လဲအဲ့ခေါညာညပွားလာခချဲမြအကူကအကြည်အဲ့ခေါညာလာခချဲတဲ့ငါမတိကြီးမချွေညာလောငုမဲယောနာအဲ့ငုမဲတမီးနဲ့ငါမအကြည်လဲအဲ့ခေါညပွားလာခချဲမြငါမကဘာတူရောနွားငါမရှိညာမြဲနော်မအကျလိုရောမူငါရောပြူငါလဲအဲ့ခေါအကြည်လဲအဲ့ခေါငါမကဘာတူစီယာမြေတူဟုလောနွာမငើခေါနီယာငើဂဂငါမဤတိုချွန်လူမာလောတီချီမငါယောနာလူခုနာနာလာကုနေလာမီနဲ့ဂလွန်ကြီးယောမဟူညာလောလာခါကြီးယောမချေညာဟကတဲ့မငើဟကောကိုညကြောင်းဟတူတီချီမဟဲလေငါလေနော်မလဲဤကျူမကြငါဤကျူရငါမတီချီမနူရလောလာခါချဲမြေလောဤကျူမကြဟတူစားလေအဲ့ခေါနီယာဤကျူမကြအဲ့လာခါချဲမြေဤကျူဟပြီနေကြီးမနူရငါမအကြည်လဲအဲ့ခေါနီယာလာခါချဲမြယောဂယောနာလူလာကုနေလာလေဟလွယ်
yo bo la kwe yo yo na lo gulo ku do ho nge ba jo ino ngama khaliza amune le mtha cho ha ko shi ga jo ma lo yo na lu ho ga bi yo la mo mya ngama sala lo alun na u su ayo ma khu da nya lo salama ngama salama tha se la na sala sima sala cha te sa ju mo mo e lo na sala ado hudu tipu hoga dala ne la salama mali salama titi le yoga na lu tiko lu la ne la lo le hmtha yoga na lu tiko lu la o le hu lu bisima salamao nga salama ji nga mathega ga me salamao lo yo aji ho ina huga la ku tha de amyon ku jo ko ho jo jo ho ne cha ho ba che ka bi jo na amyon ku ho jo ma le nu che tha la me le nga ma nu ho lo jon tu tha ma du mi ne yo ga na lu ang ku lo hu mya de ino ko wa shi ga me lo ngama sala lo ga ne da ne fo pa ji gu ga na do lu shi ga byong me le hu lu bi shi ji pyu ma yo ga na lu ho ga jo lu yo ga na lu ho yo bo mya lo e ko ni bya mo mo nya lo bya mo mo chwa hu de bi mo mo nya lo shi nya de shi nya ho ma shi nya de ma shi nya mi ne de mi ne bi ho mo mo mya le yo yo na lu me shi ho lu bi yo ti ji pyu ma chwa hu de a du khali ti jong bo ne ya na yesu khali ye se na jo lu yi down ne ga mu chwa me ayo ma lo nu a lo ngama khali za amu ya na ma e ji chwa lo ayo ma bada ne ino ngama khali za amu a yang ho yang zidon ni ho lo yo nya ma le fa e ku mo mya a ji mi ne na sa yo o mya ji khali za amu la kwe ya me lo a jo lo we ya a jo lo we ya thong pu ko ni ya nu ma ma cho ni ino chwa ho si ga se down yi down ne gam lu ba da ne nga ma ho ni ino ati ho ti yong de go ni ayo ma ne yo nya ti ji pyu ma le hu lo e mo mya ja li la kwe e tha lo kha ga jo lo i chu se ga ji ma jo na ma gu nya mye a bo thu jo ne kha tha ga i chu se ga ino ho ga yo lu nga ma sala hu du me le hu lo bi si mo mya cho yo ti ya yo je jo chwa hu mya ge ga chwa hu a bo lo de je o ne a bo hu bo a gu yang a je lo nga le i chu ni yo se ni ba na yo ni ye ma se na a chi chu na nyu ya lo nyu ya tie he na gu cho pi ya la ta de se na hu lo ma nga lo nga ma i no ga yo sala hu de a gu bo an an ni lo nga le mi cha mi mu do ba ge nga lo manguna i chu ni yo se ba ge nga lo manguna po ta se phya ba ge nga lo do lu ayo ma a bo yo na lu la sa ba da ne i no pa che kha khali za amu hu lo yo nya ti ji pyu ma le yo ga yo na lu hu lo bi ga ti ji pyu ma hu lo bi si ti ji pyu ma lo nga ma ne ne sa ne lo nu ayo ma ne ga sa che mo ma chwa myo ji no ma bi ho mo na sa do nya lo nga ma e ko ni nga ma we ga ji no ma ji ma ho mo ji chu wa ko ni
คือมาและอายอมากาคือบยามอนเนี่ยบัดเนี่ยอีนอช่วยคือเดือคุณรวยก็ยอเนี่ยงามาถ้าคือทำมอยบอเนี่ยที่จะเปียวมาและคาลิซาอามูดองยาคือรวยกุลองคือดองเงี้ยเนี่ยอาสาสามายกยอนาลูลากอยกกาที่ปูเตอเนี่ยฮะเนี่ยยอนาลูบีเนี่ยตัวนะยอนาลูบีเนี่ยตัวนะบีเนี่ยเนี่ยมั้ยมิชิพออีโดเนี่ยยอนาลูบีเนี่ยเด้มิชิพออีโดเนี่ยมิชิพออีโดเนี่ยบีเนี่ยยอนาลูบีเนี่ยนอจิมิชิพออีบีเนี่ยบีเนี่ยยอนาลาคอเตลาคุยยอคายอดิมาถ้าคือทำมเนี่ยกางามาลอนว่าคือหลวงเนี่ยมึงน่ะลาคอเตชอบยอเนี่ยมึงน่ะเนี่ยซาเนี่ยจียมาเบียงมาลัวยอนาลัวกุลคือมีอะลอมีเอกุลบิลูงาหอนี่ชื่อที่ตอนยินต่อไอ้เรามาไอ้เรางามาคลียามูลาคุยยูเลชิอุลูดไหมงามาสลาโลอลุงาดีระนะอายุงามาพูดเฉยลูสุนเชนีโกเบลาถามไหมหรอเนี่ยเหรออายุโลเนี่ยอุลูดนัวมาเมียล่าสินี่โกส่งโกอยู่โกเบลาชอบแต่ไหมเหรอเดือบดาเนี่ยงามาคลียามูอีดอนนี่จะอีเงาเนี่ยเหรอเดือเฉยบดาเนี่ยงามาคลียามูกะแต่มาแหละหรอเห็นไหมบิชิบิกายะแกมีเอกลักษณ์จะชิมาอธิมาอยู่เนี่ยนะชัสบุชานาสานาจาโดโลนัวมาดิลินาก็ที่เคยโดนเนี่ยตัวลุยจังจริงอ่ะหรอล่ะอยู่คนนี้มาจานีโลนัวที่ไงทับเย็นเนี่ยละแหละน่าอุศที่ว่าเราแต่เสียชิวดาลูเดอละล่ะเฮ้ยเดี๋ยวน่าคือพอไงเขาพอเล่มทะเลแล้วงั้นไม่รู้สักชิมาอุศกับพระเจ้าเลยอันนั้นก็เลยยาเนี่ยช่องอ่ะแต่บัดนี้เนี่ยตัวแม่ติดชาจิเมลพออีกข้าวตัวมาไงเขาพอเราละแต่เสียชิวดาลูเดอตัวรู้แม่อุศอยู่แล้วตัวฟุ้งเซ่เลยแม่ตัวนี้เนี่ยยอนาลูมายาจาคนนี้ที่เคยโดนเนี่ยล่ะสบายมาลุเลยไหมสบายที่ยาวันเดียวมีเนี่ยล่ะมาลุเลยนะที่เคยโดนเนี่ยพระเจ้าแต่อะไรอยู่อันนั้นกลางมาโยเซฟมาดีอยู่อันนั้นรู้ว่ายังมีเนี่ยล่ะถ้าทำมันเนี่ยอยู่กันนั่นลงกลางมาล่ะราคาจะเชื่อเมียดูมาปูเนี่ยก็มันรู้เยี่ยมยังไงไม่ใช่ล่ะงาเวงจะมีจีสละชิสามาสิ่งจังเกยหอมจานี่หอจาจิมันหนึ่งวันอยู่งาจีหอมาน่าหงราคาเช่าสุดสละอัดดองล้วนจามันยากกว่าราคาเช่ดอกมันยากกว่าราคาเช่งอยู่มามินาดูมาปุ๊บเบก้าหอมาล่ะอัดดองเบงเบอุ้งราคาเช่อ๋อเบนที่เบก้าคือน่ะเตจน่ะราคาเช่น่ะมาดูเลยก็ราคาเช่อะราคาเช่แม่เลยอัดดูมาจีอยู่กันนั่นราคาที่ก็เลยชดเชยลูมาเลยมายาจานี่โจก็ราคาเช่ยังมาจีอ๋ออุจิพออยู่ไงอาบุตรคนนั้นตัวโยกกากราคาเช่ยังฮะโยกันนั่นราคาเช่ละคุยอาศัยสลายกลังอ๋อก็ลังมาnew ดูมาอาศัยสลายมีอย่างที่พิจารณาเนี่ยดูมาจะเชื่อข้าชัสบุญมานี่ยังอาเช่นนี้ดูมาออนไลน์ออนแม่นี่ยังอาเช่นนี้เฮ้ยพิจารณาไงจ้าดูมาอาคาจุดชอบคาลิดาอามุมาละคุยอากูขดูเดอบอสลาโลซาฮืดงเกลียวอาเมสมบูรณ์ชาวเนี่ยดูมาอาศัยสักนี่ยังอาเช่นนี้ที่พิจารณาชามาอาดองเบลที่พิจารณาเลย
아담이요 너그랑자 처마 디야고 유빌레요 안노베만체 아사상가 노존에 저가 쪽발로 그라흠이야 보다는 가메 고지 대지 호다고 아담이의 그런 거네 하야 대조 다네 아담이의 그런 야 나면 세 오버자 중요니 노존에 쪽발네 이나야 우에사에 대조 이나고다 노버hala 울론 카보사네 수가 디가 아담이의 고요가 라마일 척할려 그라서 뭐 서울에서 미야라 하체는 싸고 중앙하게 요는 안 그래나 비잘라 아멘. 어제자 그런 샤마리 오샤가냐 미요 그런 흐마 인노 아담예 노 그런 바다네 우두창 그런 샤우동 벨로에 아사사냐마 해뉴 거시서지 보다 자도 등아 말렘 타로에 야 유장에 로시샤가티 비안티 로자오 인노 티노노가 파게가 도요무 파음냐 샤냐니 동에네라 렘라사네라 빠체카 칼리자 아마무쿠타 메우포나메체 아담예 노 그런 여zo 구병 요무요 쇼도 또루 칼리자 아무쿠타 아미온루 끌려네 야냐니 동에네라 자도도 또루 선파이 슈초묘무 아담예 노라 툴라쿠 아네 티콜레 자타도 타마 아멘